အားလုံးပဲနော်မင်္ဂလာနေ့ခင်းလေးပါနော်မနေ့ကလိုက်မလွင့်ဘူးအပေါ်ကတည်င်းလေးတွေနည်းနည်းစောင့်ပြီးတော့မှအားလုံးပေါင်းပြီးတခါလေးလွင့်ရှင်လို့နော်နောက်ပြီးတော့မှထဝယ်မြို့မှာအဲ့ကလေးတွေကိုဟာပေါ့နော်သူတို့ဟာကလေးတွေကိုစန်တက်ဒူတက်ပေါ့နော်စန်တက်ဒူတက်လုပ်ဖို့အတွက်စန်တက်ဒူတက်ဆိုတော့ဟိုပါပေါ့ဟာတိမ်မိတ်ပေးတယ်လို့ကြားတာပေါ့နော်တိမ်တန်ပေးတယ်စန်တက်ဒူတက်ဆိုတာတိမ်မိတ်ပေးတာတိမ်မိတ်ပေးတဲ့အတန်ကြားလို့အဲ့ဒီကောင်ကိုအပေါ်တင်ပြတဲ့ခါကျတော့ဘာပြန်ပြောလဲဆိုတော့သူတို့ကဒီတိမ်မိတ်ဒီထဝယ်မြို့မှာတိမ်မိတ်တေးတန်ပေးတယ်ပေါ့နော်တေးတန်ပေးတယ်ဆိုတဲ့ဟာကိုကျွန်တော်တင်တာပေါ့သူတို့ဒီစန်တက်ဒူတက်တောင်ပေးတယ်ပေါ့နော်ဒီ government ကဒီ ministry corp ကနေမှသူတို့အမိန့်ချတယ်နောက်တော့မှသူဒီစန်တက်ဒူတက်တိမ်မိတ်အထိတောင်ပေးတယ်ပေါ့နော်တိမ်မိတ်ထိအောင်ပေးတယ်ဆိုတဲ့ဟာကိုကျမတို့တင်ပြတဲ့ချိန်မှာအပေါ်ကဘာပြန်ပြောလဲဆိုရှေ့နေတယောက်တော်၎င်းနော်ရှေ့နေတယောက်တော်၎င်းတကယ်ပဲတိမ်မိတ်ချလိုက်တယ်ဆိုတဲ့ဟာကိုဗီဒီယိုဖိုင်လေးနဲ့ပြောပြီးတော့မှသူကတင်ပြစေချင်တယ်နော်အဲ့ကြတော့ကျမဆိုလို့ရှိရင်မြန်မာပြည်မှာရှိနေတဲ့လူတော်တော်များများဘာကိုကြောက်သွားကြတာလဲတကယ်ပဲကလေးတွေကိုတေတံပေးခံရမယ်ဆိုလို့ရှိရင်ဒီရှေ့နေတယောက်ကနေမှဒီဟာတေတံပေးလိုက်တာမှန်ကန်ပါတယ်ဆိုတဲ့ဟာလေးကိုဒါမပေးတဲ့ဟာကိုပေးလိုက်ပါတယ်ဆိုတဲ့ဟာလေးကိုရှေ့နေတယောက်ကထောက်ပြီးစကားလေးပြောပေးရမှာမပြောပေးနိုင်ကြဘူးလားနော်ဒါလေးကအပေါ်ကလိုတာသူတို့ကဒါကိုတားဆီးဖို့ဒီတေတံပေးရလောက်တဲ့အချိန်တွေထိမရှိပါဘူးဆိုတဲ့ဟာကိုတားဆီးဖို့အတွက်ဥပမာဆိုလို့ရှိရင်တည်င်းသမားတွေ CNN တည်င်းသမားကိုတည်င်းထောက်ကိုဝင်ဖြေလိုက်တဲ့ကောင်မလေးနှစ်ယောက်ကိုမေးလို့ဖမ်းသွားတယ်ဆိုတဲ့ဟာကိုအဲ့တည်င်းထောက်ကိုကျမတို့အတိပေးတယ်ဒါပေမဲ့တည်င်းထောက်တွေမှာလည်းတာဝန်ရှိတယ်တည်င်းထောက်တွေမှာလည်းတာဝန်ရှိတယ်သူတို့မေးလိုက်တဲ့လူအန်တရကြရောက်သွားတဲ့ဟာကိုသူတို့ပြန်ပြီးတော့မှဒီအစိုးရစီမှာဒါငါမေးလိုက်တဲ့ question မေးလိုက်တဲ့ကောင်မလေးတွေကိုပြန်လွတ်ပါသူကဘော်ဘယ်ကလည်းပြောပိုင်ခွင့်ရှိတယ်ဒါပေမဲ့ကျမတို့က try to push နေတာ CNN ကိုဒေါ်စုနဲ့တွေ့ပြီးတော့မှinterview နိုင်တဲ့အချိန်တွေရောက်အောင်လုပ်ပါဆိုတဲ့ဟာကို try to put နေတာကျတို့ပြပကလူတွေကလည်းအဲ့ဒီအမေစုစီကိုသူဒီအမျိုးသမီးရောက်သွားပြီးစကားပြောနိုင်ဖို့တဲ့ try to put လောက်တာနော်နောက်ပြီးတော့ကျမတို့ဒီမြန်မာပြည်ကတီဖွားတွေကိုပြောရှင်းတာရန်ကုန်မြို့ပေါ်က generation အဖွားကြီးတွေပေါ့နော် generation Z တို့ G တို့ကလေးတွေလုံနေတားတာတို့နော်ဒါကတော့နေရှိတော့မှမဟုတ်တော့လို့ကျမတို့စောက်လိုက်မယ်ဆိုတဲ့အတွေ့အမျိုးဒါဆိုလို့ရှိရင်ဘာလို့နိုင်ငံနယ်တွေမှာဘာလို့စစ်ခေါ်ခိုင်းနေလဲနယ်တွေမှာစစ်ဖြစ်ပေးနေရတာလေရှင်တို့တိုက်ပေါ်မှာကောင်းကောင်းကြီးနေရတဲ့ချိန်မှာကျွန်တော်လူတယောက်လာဖမ်းတာတော့တန်ပုံတီးတဲ့အတန်တွေမရှိတော့ဘူးလာဖမ်းရင်ဝိုင်းပြီးတော့မှမကျင်တတ်ဘူးဆိုတဲ့အပြတဲ့အရင်စီလုံးညီညွတ်မှုတွေဘယ်ရောက်သွားပြီလဲမြို့ပေါ်မှာနေပြီးတော့မှရွာတွေမှာကထရန်အိမ်တွေဆိုတာကြည်မကဘူးရန်ကုန်မြို့တို့မန္တလေးမြို့တို့ဆိုတာတိတ်အိမ်တွေကြီးကားတဲ့ပုံးအကွက်တစ်ခုကိုဝင်ပုံးနေလို့ရတယ်ဘယ်နေရာတီးနေမှမသိတီးလို့လည်းရတယ်နော်ဒါဖြစ်နေတဲ့အရာတွေကိုပြောပြတာကဲဒါကျမဒီအပြစ်တွေမပြောတော့ဘူးနော်ကိုရီရန်ကုန်ဘက်ကလူတွေစိတ်ချော့သွားတယ်အာရော့သွားမယ်ဆိုလို့ရှိရင်ပြောပြလိုက်မယ်နေတွေမှာစစ်ပြေဒုက္ခတွေရဲ့ရှေ့ဖွားတော့မမီသေးပါဘူးလို့နော်တကယ်ကိုဒုက္ခခံပေးနေတဲ့ရွာကလူတွေလည်းလူသားနော်လူသားရွာကလူတွေလောက်ကိုမဖြစ်သေးပါဘူးလို့နော်မန္တလေးမြို့မီးလောင်နဲ့ချစ်ချင်းကူညီမှုအဖွဲ့တွေရောက်နိုင်တယ်ရွာကလူတွေစစ်ဖြစ်တဲ့ကူညီမှုအဖွဲ့ချစ်ချင်းမရောက်နိုင်ဘူးကောင်းတဲ့ရေတဲ့လန်တဲ့သွားတယ်အခုကျမတို့ကလေးမျိုးမှာဖြစ်နေတဲ့အရာကူညီဘဲအတူကူညီသွားနိုင်လေသူတို့ကသူတို့တိတ်ခိတ်နေရတာဘယ်နှစ်ယောက်တင်နေလဲကျမတို့တည်င်းတိကျမရနိုင်ဘူးဆိုတာမြန်မာပြည်ကလူတွေကိုကျမအားရှိသွားအောင်နောက်ထပ်ပြောရှင်တဲ့စကားလုံးကဟုတ်ပြီတယောက်ကတော့ကျမအစောကြီးကလေးလိုက်လွတ်ထားပြီးတာဒီတယောက်ကိုဘယ်တော့မှအားမပေးဘူးကျမတို့ R2P ကိုစိတ်တလောက်တင်ဒီတယောက်နဲ့ Russia cancel လုပ်နေအောင်ပါပဲ reject လိုက်လုပ်နေအောင်ပါပဲသူတို့မှာ eyeless မျက်လုံးမရှိဘူးနော်တရုတ်နဲ့ရုရှား China နဲ့ရုရှားဘာလိုမျိုးလူမျိုးလဲဆိုလို့ရှိရင်အတ္တကြီးတဲ့တကိုယ်ကောင်းသမားတွေနော်အဲ့ကြတော့ China ကလည်းဒီဘက်ကိုဒီ R2PF ကိုတော့ तू ကလာသားလိုက်ပြီးတော့မှဒီအစိုးဒီ UN မှာတက်တဲ့ဟာကိုတော့ तू ကလာသားလိုက်ပြီးအနောက်ဘက်မှာလည်း तू ကသူဒီစစ်တပ်ကိုရက်ရင်မရက်ရင်သူတို့ပြောရှင်တဲ့တဘောကသူတို့လက်အားရတော့မဟုတ်ဘူးသူတို့ပြောရှင်တဲ့တဘောကကျမတို့ကလည်းဒီတနည်းလေးလောက်ထားတာမဟုတ်ဘူးအပေါ်နီးကဘာဝင်အောင်ဒီနေ့သူတို့ကမြန်မာအတွက်အစည်းအဝေးကျမတို့စောင့်ပေးတယ်ဟုတ်ပြီသူတို့ cancel လုပ်မယ်ဆိုတာလည်းသိတယ်ဘာလို့ဆိုလို့ရှိရင်ကျမတို့ကတစ်ချိန်ပဲတင်ခွင့်ရှိတယ် R2P ကိုတစ်ချိန်ပဲတင်လိုက်လို့
ကန်ဆာဖြစ်သွားလို့ရှိထပ်တင်လို့မရတဲ့အတွက်ကြောင့်မို့စကားခင်းတော့တတလေးပြန်ဆုပ်တယ်ဘာလို့ဆိုနိုင်ငံကြီး12နိုင်ငံကျမတို့အရန်ကူညီရှင်တယ်အရန်လှုပ်ပေးရှင်တယ်အရန်ကူညီရှင်တယ်အရန်လှုပ်ပေးရှင်တယ်မတရားဆိုတာလည်းတည်တယ်တရုတ်စွညင်းနေတာတရုတ်ကဘလို့လူမျိုးဆိုတာလည်းကဘာကြီးမြောင်ရှာပြတာပဲတရုတ်နဲ့ရုရှားဘလို့လူမျိုးလဲဆိုတာကိုကဘာကြီးမြောင်ရှာပြတာပဲရုရှားကတော့ဘာဖြစ်တယ်လဲမယုံမလွန်ပြောတယ်ဆိုတဲ့အကြောင်းကြီးကရုရှားကစစ်ဖြစ်မှပြည်တွင်းစစ်ဖြစ်မှသူလက်နဲ့ရောင်းရမယ်ဒီအစိုးရအောင်မအားလောက်သူလက်နဲ့ရောင်းရမယ်ပြည်တွင်းစစ်ဖြစ်မှသူလက်နဲ့ရောင်းရမှာဖြစ်တဲ့အတွက်သူ့စီးပွားကိုသူကြည့်တယ်တရုတ်ကရောရှီမြဟာအကုန်တရုတ်ထိုးပေးနေတာမြင်ကြီးဒါတွေအကုန်လုံးအပေါ်ကမမြင်တာမဟုတ်ဘူးမြင်တယ်နော်မမြင်တာမဟုတ်ဘူးမြင်တယ်ဆိုတော့မင်းညကျမတို့ကဒီထဝယ်ရဲ့ကိစ္စထဝယ်ရဲ့ကလေးတွေကိုတကယ်ပဲတေတံပေးတာဟုတ်မဟုတ်ကျမတို့ပြန်ပြီးတော့စုံစမ်းတယ်ကျမတို့ရဲ့တက်တွေမခိန်လုံးဘာမခိန်လုံးတယ်လဲဆိုတော့သူကတေမိတ်ပေးလိုက်ပါပြီဆိုတော့ရှေ့နေတယောက်ကနောက်ဆုံးအာနာကုန်ရှေ့နေတယောက်ကနေမှဟုတ်တယ်ဒီကလေးတွေကိုတေတံပေးလိုက်ပါတယ်ဆိုတဲ့အတန်မထွက်လာဘူးပြည်သူလူထုကပဲပြောလိုက်တဲ့အတန်တွေပဲဟာတေးပေးလိုက်တယ်ဆိုတဲ့အတန်ကဘောင်မဝင်ဘူးပြောရုံနဲ့ကျမတို့ကဒီတယောက်ကိုလူပြောရုံနဲ့လူတက်လိုက်ပြီလို့ပြောလို့မရအောင်ဥပမာသူတို့ကိုပြောပြမယ်ဟုတ်လားရန်ကုန်မြို့မှာမီးလောင်တဲ့ကန်နမာဟိုးဆေးတို့ဘာတို့မီးလောင်တဲ့ခါကျတော့သူတို့ရဲ့အာမခံခြင်းကိုချစ်ချင်းထုတ်တယ်အားကြတော့ကျမတို့ကသူတို့ပစ္စည်းရွှေ့ထားပြီးမှဒီမီးလောင်ပါတယ်ဆိုတဲ့ဟာကိုကျမတို့ပြရတာလွယ်တယ်ကဲမန္တလေးမြို့ကြီးမှာကျတော့မီးလောင်တဲ့ခါကျတော့သူတို့စစ်တပ်ကိုမီးရှို့ရှင်လို့လောင်သွားတာပါဆိုပြီးတော့ဘာအာမခံမှမရဘူးဘာမှမရဘူးပြည်သူလူထုရဲ့တနာလို့ပေးတဲ့ပတ်စံမရတယ်နော်မန္တလေးမြို့မီးလောင်တဲ့ဟာကိုသူတို့တင်ပြလာတဲ့ဟာဘာလဲတိကျပြန်ကြည့်သူတို့ဘက်ကပြလာတဲ့ဟာပြန်ကြည့်ဒါကြောင့်ရုရှားကဘာပြောလိုက်လဲဆိုတော့နှစ်ဖက်ကိုကြည့်ရမယ်ဆိုတဲ့ပုံစံကိုရုရှားကပြောလာတယ်ဘာဖြစ်လို့လဲဆိုသူကတက်မတော်နေမှာသူအဲ့မြန်မာပြည်ထဲကိုဝင်သွားတဲ့အတွက်ကြောင့်မို့ရုရှားကပြောလာတယ်နှစ်ဖက်ကြည့်ပါဆိုတဲ့အတွေးကိုပြောလာတယ်ဆိုတော့နှစ်ဖက်ကြည့်ပါလို့ပြောလာတဲ့အချိန်သူနေကိုနေဘောင်တော်တွေကတိတ်နေရတဲ့အချိန်မှာကျမတို့ကပြန်ပြီးပြောရမယ်စကားလုံးကိုကျမတို့ရှာရတယ်သူတို့မန္တလေးကဖြစ်သွားတဲ့မီးလောင်တဲ့ဖြစ်သွားတဲ့အပြုကိစ္စကမန္တလေးကမီးလောင်လို့ဖြစ်သွားတဲ့ကိစ္စသူကစခန်းကိုမီးကွင်းပြဖို့စ조사ရာကနေလောင်ကျွမ်းသွားတာပါဆိုပြီးတော့မှစကလုံးကကြည့်နော်သူတို့ကမြဝတီတအားဆန်ရင်ကျမတို့ကလည်းမြဝတီနဲ့မြမတန်တအားဆန်ကြရမှာမြဝတီနဲ့မြမတန်တအားဆန်ကြရမှာဒါပြည်တွင်းကိုဥအောင်ပြောမယ်ပြီးမှပြပရဲ့အားကိုပြန်ပြောပြမယ်နော်မြဝတီတအားပြက်ဆန်ပြမှာဆိုတော့ကကျမတို့ကမန္တလေးမြို့ရဲ့လူထုရဲ့ဒီလောင်သွားတဲ့မီးလောင်သွားတဲ့ကိစ္စကိုတင်ပြရင်ရှင်းနေပါလေရော့သွားမှာဆိုလို့တခါတည်းရှင်းနေကရှင်နေနယ်ဖက်ကဟာတွေကိုကျမတို့ကအဓိကဦးစားပေးတင်တယ်မန္တလေးမြို့ကြတော့မြင်တာရှင်းတာရှိတဲ့နေရာမှာလောင်တာမီဒီယာတွေနေရာတွေတကားတွေမှာရှိတဲ့နေရာမှာလောင်တာနော်နေတွေမှာစစ်ပြေဒုက္ခတွေဘုံကျဲသွားလို့တည်တဲ့လူတွေဒါတွေကလောလောဆယ်မှာအင်တာနက်တွေ wifi တွေပိတ်တို့သူတို့ဗီဒီယိုဖိုင်တွေတက်လာဖို့အတွက်ဆိုတချို့ဆိုမနေ့ကဆိုလို့ရှိရင်ကျမစီမှာဗီဒီယိုဖိုင်တွေတက်တဲ့ဟာတွေကဒါတမင်တက်ပို့ရတဲ့ခက်တဲ့ဟာသူတို့အဲ့ဒီနားနေနီးပြီးတော့မှထိုင်းဘက်ကိုလမ်းပို့သူတို့ထိုင်းဘက်ကနေမှ join ထားတဲ့ကျိုးတွေလည်းအင်တာနက်တွေလည်းဖြတ်တယ်ထိုင်းဘက်ကိုလမ်းပို့ထိုင်းဘက်ကနေဒီကိုပြန်ပို့ဟိုဘက်ကလူတွေလည်းဟိုနီးအိန္ဒိယဘက်ကနီးနေတဲ့လူတွေကလည်းအိန္ဒိယဘက်ကိုပြန်ပို့အိန္ဒိယဘက်ကနေဒီကိုပို့ဗီဒီယိုဖိုင်လေးတစ်ခုရဖို့ကျမတို့တစ်ရက်လောက်နောက်ကြတယ်တည်င်းရဖို့တစ်ရက်လောက်နောက်ကြတယ်တိကျတည်င်း Facebook ပေါ်ကတည်င်းရေးတဲ့စာလုံးလေးတစ်လုံးလေးဘယ်မျိုးကတော့ဘလို့ဖြစ်သွားပါ ਈ ဘယ်မျိုးကဘလို့ဖြစ်သွားပါ ਈ ဘောင်ဝင်လားတန်းဝင်လားမဝင်ဘူးကျမတို့အတွက်ဒါတော့ Facebook တိတ်ပွဲ filter ဝင်နေတဲ့လူတွေကိုကျမပြောတာကျမတို့ဘက်ကအားရှိသွားမင်းရဲ့စကားလားအားရုပ်သွားစေတဲ့စကားလုံးလားဖြစ်နေတဲ့စကားလုံးလားမဖြစ်နေတဲ့စကားလုံးလားဒါကြောင့်ရှင်းလူမျိုးတွေကဘယ်တော့မှ Facebook ပေါ်မတင်မနဲ့ကျမတို့အနောက်ကနေပတ်ပြီးရအောင်တင်တယ်မမေ့သွားဖို့ကနိုင်ငံတကာမှာတရင်သားပေါင်းစုံရဲ့လူတွေရှိတယ်ဥပမာစင်ကာပူမျိုးနိုင်ငံမှာရှင်းပြည်နယ်ဟိုတောကလောင်ကြောင်တွေကလူတွေလည်းရှိတယ်ကျမတို့အကုန်လုံးအရှိတ်ဆက်မိကြတယ်ဘာလို့ဆိုလို့ရှိရင်အင်တာနက်ရတဲ့ခက်တဲ့ဆိုကတော့အရှိတ်ဆက်အကုန်လုံးမိကြတယ်ဗီဒီယိုဖိုင်တွေအကုန်လုံးရကြတယ်ဆိုတဲ့အခါကျတော့ဒီရန်ကုန်မြို့ပေါ်မှာရှိနေတဲ့ရန်ကုန်တို့မန္တလေးတို့မြို့ကြီးပေါ်မှာရှိနေတဲ့လူတွေကအင်အားရော့သွားပါစေတော့ဆိုပြီးတော့မှစစ်ခေါ်ပေးနေတဲ့အချိန်မှာအ ਨੇ ဆုံးတန်မုံတီးတာလောက်တော့မြင်တီးတဲ့နဲ့ဘာလို့ဆိုတန်မုံတီးတာတအိမ်နဲ့တီးတာနဲ့အားလုံးတီးတာဒလန်ဘေးမှာဒလန်ရှိတယ်ဒီဒလန်အိမ်ကိုပိုးတော့တီးပေးရမယ်တတိတ်လုံးတီးနေတာတတိတ်လုံးဖမ်းလို့ပြောရမှာလေတတိတ်လုံးတီးနေတာတတိတ်လုံးဖမ်းညီတူအကုန်လုံးလုံးနေလို့ရှိရင်အကုန်လုံးကိုသူတို့မဖမ်းနိုင်ဘူးအိမ်တိုင်းကအတန်ထွက်နေအိမ်တိုင်းကိုသူတနက်နဲ့လမ်းပြစ်လိုက်မယ်အခုတိမတိအိမ်တကားမှန်နေတိတ်ခမ်းမှန်နေအတခမ်းမှမကြအောင်သူတို့ပြစ်သွားတယ်တိမတိပြစ်တယ်မလောက်လဲပြစ်တယ်လှုပ်လဲပြစ်တယ်လောက်ရတော့မှာပဲဒီအချိန်နေပြီးရင်ကျမပြောပြမယ်ဒီအပေါ်က generation G တို့ generation Lee တို့ပေါ့နော်
ရက်သွားလို့ရှိရင်ငြိမ်သွားမယ်ထင်နေလားဆွဲမှာနော်ဘယ်တော့ကတော့နင်တို့ဘယ်လိုလုပ်ခဲ့တာဘယ်တော့ကတော့နင်တို့ဘယ်လိုလုပ်ခဲ့တာသူတို့ပုံလေးနဲ့လာပြီးဆွဲမှာသူတို့လာဆွဲတာခံမလားရေတော့ထွန်းမြတ်နိုင်ပြောတယ်သူတို့စစ်ကားရှီပြနေတော့မှစစ်ကားနဲ့ဟိုဗာလဲဟိုလဲပြနေတော့မှသူတို့ကဗာလဲလုံရှုံရေးသွားတာပေါ့နော်လုံရှုံရေးရင်တန်းသွားတာကိုသူတို့အပေါ်တင်ပြတယ်လုံရှုံရေးရင်တန်းသွားတာကိုဒါအေးကပြစ်တယ်ပေါ့ထွန်းမြတ်နိုင်ကပြုံးလေးနဲ့အေးလေးနဲ့လေတန်းတစ်မျိုးလေးနဲ့သူပြန်ဖြေသွားတယ်ဘာပြန်ဖြေသွားသလဲသူတို့ကအများအမြင်မှာတော့လုံခြုံရေးအနေနဲ့သွားတာဒါပေမဲ့သူတို့စစ်အားအများအပြားတုံးလိုက်တာပြည်သူလူထုကြောက်လိုက်အောင်ထိတ်လိုက်အောင်ခြောက်တာပဲတဲ့ခြောက်လို့ပြစ်လိုက်တာကိုယ်လည်းသူတို့ကားကြီးလဲပြမယ်အော်ဆဲပြမယ်ဟစ်ဆဲပြမယ်မျိုးစုံဆဲပြမယ်လူကအယောက်20လောက်တော့မရှိဘူးဆိုတော့မြို့ပေါ်ကလူကဒီ2ယောက်20တိတ်ပေါ်ကြီးမှာကြီးကာလောက်စောက်เสียမလို့တိတ်ဆိုတာကြီးမဖောက်ဘူးတနင်္လာဝင်ပုံးလို့ရတယ်တိတ်ခန်းကိုအပေါ်ကလူတွေကပုံးနေလို့ရတယ်ဘယ်ကအတန်ထွက်မှမသိအောင်ထွက်အောင်လုပ်ပေးလို့ရတဲ့အရှင်တွေမှာရှင်တို့ကျမတို့ဘက်ကစစ်ခေါ်ပေးလို့တရင်သားတွေကစစ်ခေါ်ပေးလို့ရှင်တို့ကငြိမ်မယ်ဆိုရင်ဒီတိတ်ပွဲကြီးနေမှာမဟုတ်တာနံပါတ်1ပြောထားပြီနော်အရေးကြီးဆုံးကိုပြောလိုက်ပြီနော်ဒါကြောင့်မို့တို့လော CDM လောက်တဲ့လူတွေကိုလည်းကျမပြောချင်တာလောက်တဲ့လူနဲ့ဟိုဘက်ကူသွားတဲ့တာကူနဲ့ခွာထိန်နဲ့3မျိုးဒီချိန်မှာ31ရက်နေ့မှာနောက်ဆုံးထားပြီး CDM ပြက်တသားစရင်ကိုကျမတို့ယူတဲ့အကြောင်းရနိုင်ငံခြားယူတယ်နော်မယူတာမဟုတ်ဘူးကျမတို့ CDM ဝင်တဲ့လူကိုပြက်သားကျမတို့ရတဲ့စရင်ကဘာဖြစ်လဲဆိုဒီပြက်ဝင်လိုက်တဲ့လူတွေကိုကျမတို့ဘာတွေပေးရမလဲရှင်းပြောရလို့ရှိရင် CRPH ကလောလောဆယ်ဘတ်အကောက်က 9.2 နဲ့ပိတ်သွားပြီမယ်အပေါ်မှာ10 million ကျော်သွားပြီကဲ10 million ကျော်သွားပြီ stand by ဒီ10 million ကကျမတို့ Federal Army အတွက်သုံးမှာမဟုတ် Federal Army အတွက်သုံးမှာမဟုတ် Federal Army ကိုလည်းအစင်တစ် stand by ထိန်ဆောက်ထားပြီးသားကျမတို့က R2B reject လောက်တာနဲ့ Federal Army ကိုကျမတို့အတက်တွင်းမှာ Federal Army ကိုအတက်တွင်းဖို့အတွက် stand by ကျမတို့ရှင်းလူမျိုးတွေလည်းတက်နက်တွေနဲ့ပြနေပြီးဗီဒီယိုကောနေနဲ့ Federal Army အလံပေးတာကိုထိန်ဆောက်နေတယ်တဲ့စစ်သားအင်အားပြောစစ်သားအင်အားကိုကျမမပြောသေးဘူးကျမတို့အပေါ်ကဒီ R2B cancel လုပ်လို့ရှိရင်15နိုင်ငံကနေမှလူကြီးတွေကအဖလုတာပေးလိုက် Federal Army ဒီနေ့ထောင်နောက်နေ့အဲ့ Army အဲ့ထဲရောက်စီရမယ် Federal Army မြန်မာပြည်ကိုဝင်ဖို့လွယ်လားကျမတို့လက်လို့စပယ်စီးလို့ဘောင်လို့ Federal Army ဆိုပြီးထားထောင်လို့မရဘူးကျမတို့ကာချုပ်ရွေးရတော့မယ်ကာချုပ်အဖွဲ့အစည်းတွေကဘု து ရွေးရမလဲကျမတို့ကြည်နေတယ်စီစစ်နေတယ်စကားတွေပြောနေတယ်အဖွဲ့အစည်းအချင်းချင်းညှိပေးတယ်ကာချုပ် temporary ကာချုပ်အနေနဲ့ကျမတို့ဘု து ကိုထားမယ်ကျမတို့တိုင်းရင်းသားတွေကိုနံပါတ်1အနေနဲ့တိုင်းရင်းသားတွေကတပုံမဟုတ်ဘူးဆိုတာကျမတို့ပြရတယ်ဒီအထဲမှာကျမတို့ရှမ်းပြည်အတွက်မျက်နှာမငယ်အောင်ပြောပေးတယ် RCSS ကိုလည်းကျေးဇူးတင်ပါတယ်ကတော့နဲ့ခါပါ RCSS ကိုအရန်ကျေးဇူးတင်ပါတယ်ရှမ်းလူမျိုးတွေမျက်နှာမငယ်ရအောင်လုပ်ပေးပါတယ်နော်ရှမ်းလူမျိုးတွေမျက်နှာမငယ်ရအောင်လုပ်ပေးတဲ့ RCSS ကိုကျေးဇူးတင်တယ်ဘောင်တွေကနေထိန်ဆောက်ပေးနေတဲ့လူတွေလည်းကျေးဇူးတင်တယ်ဒါပေမဲ့ကျမအခုအနေနဲ့ပြောချင်တာကတော့ RC ချမ်းလူမျိုးဘက်က RCSS ပဲဖြစ်ဖြစ်တခြားတရင်သားလက်နက်ကိတ်အသေးလေးတွေဒီ TNN တို့ဘာလို့စောင့်နေတဲ့လူတွေအကုန်လုံးကလည်းအကယ်လို့များတာနော်ကရင်ကို KIA ကိုအရန်ကြီးဖိနေပြီဆိုတခြားနေရာကနေလည်းစစ်ခေါ်ပေးပါဒါဆိုလို့ရှိရင်သူတို့စစ်တပ်ကိုဖြန့်ချရမှာဖြန့်ချမှာနေရာတိုင်းမှာစစ်ခေါ်လို့ရှိရင်သူတို့နေရာတိုင်းကိုသူတို့ရဲ့အင်အားသွားရမှာအဲ့ဒါကိုမမေ့ပါနဲ့နောက်တစ်ချက်ကကျွန်တော်တို့ KIO ကပွင့်လင်းလင်းပြောလိုက်ပြီနော်တရုတ်ရဲ့ပိတ်လိန်သားမှာနီးနေတဲ့ပြည်သူလူထုတွေရှောင်နေပါဆိုတော့တပွင့်လင်းလင်းပြောလိုက်ပြီနော်ဒါကျမတို့ကတရုတ်ကိုပညာပြဖို့လိုနေပြီဆိုတော့ကျမတို့သိတယ်မသိတာမဟုတ်ဘူးတရုတ်ကိုကျမတို့ပညာပြဖို့လိုနေပြီပြည်သူလူထုကဘာနဲ့ပညာပြမယ်တရုတ်ဘာကျွတ်တူဥဖြူဆိုလဲမဝယ်စားနဲ့ကွာတရုတ်ထုတ်တာဘာတစ်ခုမှမစားနဲ့မြန်မာပြည်ကထုတ်တဲ့အစားအစာနဲ့နိုင်အောင်စားပါမဟုတ်ရင်ကိုရီးယားကိုအားပေးမယ်ထိုင်းကိုအားပေးမယ်နော်တခြားနည်းလဲအဓိကတရုတ်ကိုလုံးဝပြုတ်အောင်ဒီစီးပွားရေးပြုတ်အောင်ဖြုတ်နေရမှာပြည်သူလူထုရဲ့အားနော်ဆိုမုံရွာတို့ရှင်းတို့လုံနေတဲ့ပုံစံဘာကြောက်လဲဆိုတာသူတို့မတိုးနိုင်ဘူးတိတ်နေမှလည်းသိတယ်မုံရွာလောက်တေတာလဲမုံရွာမန္တလေးလောက်တေတာလဲမန္တလေးရှင်းဆိုလဲပြောမပြတ်တော့ဒါပေမဲ့သူတို့ရတဲ့နည်းနဲ့ရတဲ့ပျောက်ကြားစနေနဲ့ပြန်တိတ်တယ်ဒီလူတွေကလည်းပြည်ပကလူတွေနဲ့လုံးဝအဆက်အသွယ်မဖြတ်ဘူးဒါကိုတောင်ကြီးကလူတွေရောနော်ရန်ကုန်ကလူတွေရောကျွန်တော်တို့နမူနာယူစေရှင်နဲ့အားလုံးတပြိုင်နဲ့တွန်းမယ်လို့ပြောတာအချိတ်ဆက်တွေရအောင်ယူကြပါနော်အချိတ်ဆက်တွေရအောင်ယူကြပါတည်င်းကိုလှုပ်เสียတည်င်းကိုလန့်ကျုပ်လှုပ်ကြံတည်င်းသူတို့တက်လာတဲ့တည်င်းအမေစုပုံနေနဲ့ပဲသူတို့တည်င်းတက်လာလိုက်မယ်အရန်ကြောက်လန့်သွားအောင်ဘယ်သူကတော့တေသွားပြီဘယ်နှစ်ယောက်တော့တေသွားပြီစစ်ကားတွေကဘယ်နှစီးတက်လာပြီဘယ်လိုဖြစ်လာပါပြီ
ပေါက်တက်ကြရ8000လေသူတို့လိပ်ပြောမှာပဲကျမတို့အမြင်နဲ့ပြန်ကြည့်ကြည့်ကျမတို့အပေါ်ကတက်နေတဲ့အပိတ်ကတော့ကျမတို့နှစ်ပိန်းတက်ထားတယ် legally action အနေနဲ့ UN ဘက်ကိုကျမတို့တက်တယ် UN ဘက်ကိုတက်ပြီးတော့မှဒီနေ့မနေ့က first 9:30ရဲ့ဟာပါထွက်လာပြီ9:30ရဲ့အတွင်းထဲဟာကြတော့သူတို့ပြောလိုက်တဲ့ပုံစံရှင်းရှင်းလေးပဲ R2P ကိုနင်တို့ reject လုပ်တယ် okay R2P ငါတို့မတင်ပြဘူးသူတို့ကရုရှားနဲ့ China ကတော့ eyeless လေသူတို့တွေမှာကသူတို့ရဲ့ဂုတ်ဆုပ်ဖို့အဆောက်တွေးပဲရှိတဲ့တရားစားတွေဆိုတော့တကားတွေအများကြီးပြောစရာအကြောင်းမရှိဘူးသူတို့ဝါပါလို့လွဲချပြီးတော့တရုတ်တက်တွေများမြန်မာပြည်ထဲထိုးထဲလာပြီးတဲ့အင်အားလာဖြည့်ပြီးတဲ့ခွေးချစ်ခွေးချက်အပေါ်ကသိတယ်မသိတာမဟုတ်ဘူးဘာလို့ဖြစ်လို့China ကလည်းဘာလို့တားတယ်လဲဆို तू ကလည်းတင်းရှင်နေသူနဲ့နီးကအမေရိကန်လက်ခံထားတဲ့မြို့လေးကို तू ကလည်းတင်းရှင်နေဟောက်ကောင် तू ကတင်းရှင်နေနင်တို့တရုတ်မြန်မာပြည်ကိုနင်တို့ဝေရင်ငါတို့ကလည်းဒီဟောင်ကောင်ကတော့လည်းတက်တိမ့်မယ်ဆိုတဲ့ပုံစံမျိုးသူတို့ကလည်းလှုပ်ရှင်တယ်ရုပ်မာတဲ့တရုပ်မာတဲ့တရုတ်ဆိုတော့ဒါကြောင့် China ဆိုဘာ China မှမတုံကျမတို့ရဲ့ပြတဲ့ဟဲ့ရဆိုတော့ကျမတို့R2P ကိုမျောနေတာလားမတွင်လို့လာမေးတဲ့လူပြောလိုက်မယ်ကျမစလုပ်ကြလေကဘဒုမမျောဘူးကျမတို့အဖွဲ့မြန်မာပြည်မှာရှိတဲ့တိုင်းရင်းသားအဖွဲ့နဲ့ပြည်ပမှာရှိနေတဲ့မြန်မာနိုင်ငံသားပဲနော်စစ်မှုတွေထမ်းထားတာဒီနိုင်ငံမှာလည်းအကယ်လို့ပြရတာဖြစ်တာစစ်မှုထမ်းထားပြီးရဲ့လူမျိုးတွေရှိတယ်ဆိုတာမမေ့နဲ့ဒီလိုလူမျိုးတွေက Federal Army ပါလို့ထောင်လိုက်ရင်စစ်ထဲဝင်တော့အောင်မဲ့လူတွေက6တန်းကျော်လောက်ရှိတယ်အေးလိုတွေတေဖို့စတမ်းမိုင်ထိန်ဆောင်နေတာကျမတို့လွယ်သလားဒီ Army ထောင်မလဲဖို့လွယ်သလားကာချုပ်ရွေးဖို့လွယ်သလားမလွယ်ဘူးအခက်ခဲဆုံးအရာကိုဖျက်တမ်းနေကြတာအခက်ခဲဆုံးအရာကိုတွားနေကြတာကျမတို့ငြိမ်သွားပြီလားပြပကလူတွေအေးသွားပြီလားနှစ်ဆအောင်ပို့လုံနေသေးတယ်နှစ်ဆပို့လုံနေတယ်အားလုံး everybody နှစ်ဆပို့လုံနေတာမနေ့ကဆိုလို့ရှိရင်ကျွန်တော်ပြန်လာပြီးကလေးကနေမှဟိုဘက်နဲ့ပြောဒီဘက်နဲ့ပြောဟိုဘက် first တင်ပြီးွား second တင်ပြီးွားရညနေနာရီမှရေရှိုးရတယ်ညနေနာရီမှအဲ့ရထဲဝင်ရတယ်မနေ့9နာရီခွဲမှတင်ရတယ်9နာရီခွဲမှတင်စားဖွင့်လွှင့်လာဆိုမနေ့6နာရီမှတင်ထက်ရတယ်ဆိုတော့ကျမတို့ကျတော့ပြည်သူလူထုပြောချင်တဲ့အကြောင်းအရာပြပရဲ့အားဒီငွေအားနော်အာမီအတွက်အားအစင်တစ် stand by ဘာမှအားငယ်စရာမရှိဘူးပြောတာဒါပေမဲ့တိုးရွာကလူတွေကတော့အကြံပဒန်းခံလို့သူတို့ပဲနစ်နာခံမစေမြို့ပေါ်တော့တိတ်ပေါ်ကနေမှငါတို့အော်ပေးမယ်အထဲထဲကနေတန်ပုံးတီးတဲ့အလုပ်တောင်မလုပ်နိုင်တဲ့ဟာမျိုးတော့တော်တော်တရားလွန်တယ်နော်ဒါကတော့ပြောရှင်တယ်မြန်ပြည်တွင်းကိုမညီညွတ်တဲ့လူတွေကိုနောက်ပြီးတော့ CDN နော် CDN ဝင်တယ်လို့ပြောပြီးတော့မှ CDN ရဲ့ထောက်ပံ့ကြေးကိုပါဇက်ဖြဲပြီးတောင်းပြီးတော့မှအဝတ်မဝတ်ပဲအထဲထဲမှာတွားပြီးတော့မှတင်တန်းတက်နေတဲ့လူတွေနော်ကျွန်တော်အကြောက်လက်ဒီတစ်ချိန်လေးအကြောက်လက်တရားဟိုတော့မထိန်ချုပ်နေရင်တက်လုံးအကြောက်လက်တရားနဲ့နေရမှာဆိုတာမမေ့လိုက်နဲ့နားလီနော်ရှင်တို့ဒီတစ်ချိန်လေးတော့ကြောက်လန့်ကြတယ်ဟုတ်လားမြို့ပေါ်ကလူတွေဟုတ်လားဒီတစ်ချိန်လေးတော့ကြောက်လန့်ကြတယ်ဆိုတော့တေချာပေါက်ပဲတက်လုံးကြောက်လန့်ရမယ်နော်မအားမလျော့ပါနဲ့လို့ကျမတို့ပြောနေတာအပေါ်ကလူတွေလည်းဒီဘက်ကလူတွေထွက်နေတဲ့လူတွေသူတို့ခင်ဗျာ CRPH ပတ်စံရအောင်ထည့်တယ်ရှင်းပြောရလို့ရှိရင်10 million သူတို့ 9.2 ပဲမဲ့အနောက်ကကိန်းထားတဲ့ဟို10 million ကျော်တယ်လို့ဒါတော့မှလက်ရှိကောက်ထားတဲ့ငွေတွေတွေးလို့မရတယ်လို့သူတို့ legally action ဆိုတာပါလဲဆိုတော့ဒီ CRPH ထဲကိုဥပမာကျမရဲ့ master cat ထဲကနေမှမောင်ဖြူလည်းတွင်းပေးတယ်မောင်အေကိုလည်းတွင်းပေးတယ်မဖြူလည်းတွင်းပေးတယ်မအေကိုလည်းတွင်းပေးတယ်အကောင့်ကတော့ဒီအကောင့်တစ်ခုတည်းသွားတယ်လိပ်စာလည်းဒီတစ်ခုတည်းသွားတယ်အဲ့ဒီမှာအပေါ်ကမင်းမြန်းနေတယ်ဒီတစ်ခုတည်းကနေသွားလာတွေများလာတဲ့အတွက်ကြောင့်မို့သူတို့က ham o လောက်လိုက်တဲ့ပုံစံမျိုးခဏလောက်လိုက်တဲ့ပုံစံမျိုးခဏဒီကောင်လေး settle လုပ်ပြီးရှင်းပြီးဒီကောင်ပြန်ဖွင့်မယ်ဆိုကျမတို့စီမှာ stand by အပေါ်ကဖွင့်ကျမတို့ဟုတ်ပြီ army ကိုဗဇက်ကနေဗျံပတာ army ဖွဲ့လိုက်ပါပြီအဲ့ army တွေဝင်ဖို့အတွက်ဘာနဲ့သွားမှာလဲထားရလက်ခံပါလား legal action မရှိရင်အိန္ဒိယလက်ခံပါလားဘယ်သူကလက်ခံပါလဲဘယ်သူမှဒီလက်လက်ကြီးနဲ့တွားပြီးတော့မှသူတို့နိုင်ငံကိုဖျက်ပြီးမြန်မာနိုင်ငံကိုတွားတိတ်ဖို့ဘယ်သူမှအာမမခံဘူးဒါကြောင့်ကျမတို့ legal action လုပ်ရတာ
legal action ကိုလောက်ရတာအဲ့ကြတော့ CDM လောက်နေတဲ့ဝန်ထမ်းတွေအကုန်လုံးကျမတို့မြင်နေတယ်ပတ်စံကိုလည်းရတဲ့နည်းနဲ့တွားနေတယ်နော်ရတဲ့နည်းနဲ့တွားနေတယ်မြဝတီနည်းနည်းဆန်ရတယ်ကျမဒါတလောက်ပဲတင်ရှမ်းပြီးပြောမယ်မြဝတီနည်းနည်းဆန်ရတယ်ခွေးတွေကဆွဲနေတယ်အဲ့ကျမတို့ပတ်စံပြည်တွင်းရောက်ရင်သူတို့အုပ်တွားမှဆိုလို့ကျမတို့မြင်တယ်ကျမတို့ပတ်စံတွေပြည်တွင်းရောက်သွားရင်သူတို့နီးမျိုးစုံနဲ့အုပ်မှဆိုလို့ဒါမီးဘေးအလူတော်မှာမီးဘေးအလူဆိုတခြားနီးလဲနေနဲ့ပတ်လေရိတ်ပြီးတော့မှဝင်နေတာနာမည်တာမတုံးတာတိုင်းပဲအကုန်လုံးတွားနေကြပြီသားဖေးနေရမှာအားငယ်စရာရှိတယ်ကျမပြောပြမယ်ဒီစစ်တပ်ကိုကျမတို့ပြည်သူလူထုစီကစာနာရိတ်ခါပို့မှရမှာနံပါတ်1နံပါတ်2ပြည်ပရဲ့ဘန္နာခွန်နောက်ဆုံးရှင်တို့အထင်သေးတဲ့အိမ်ဖော်တွေမှာဆိုအခွန်နဲ့တွားတာနော်အခွန်နေနဲ့တွားတာနိုင်ငံတကာမှာရောက်နေတဲ့ဘန္နာခွန်တွေတစမ်းမှသူတို့မရဘူးဒီအခွန်နဲ့သူတို့ပြေးနေရတာသူတို့ပတ်စံနေသူတို့အိတ်စိတ်ပြီးတုံးရမယ်သူတို့ဘလောက်ရှမ်းတာသူတို့ပတ်စံနဲ့အိတ်စိတ်ပြီးတုံးရင်လေသူတို့ပတ်စံနေသူတို့စီးပွားရေးအကုန်လုံးဘလောက်ထားလို့ဘာပတ်စံမှထုတ်ခွင့်မရှိဘူးသူတို့ဘလောက်တောက်ခံနေမှာလဲဒီ3ချက်ကိုပဲပြန်တွေးကျမတို့နေနေတာ65%ရှိနေပြီ9%ကအပေါ်ကအမိန့်ပေးလိုက်တာလဲ Federal Army ဆိုတာချက်ချင်းထွက်လာတာလဲတန်းသေးဖို့ပြင်တာနော်တန်းသေးဖို့ပြင်တာထဲတဲ့လူတွေကျမတို့ R2B မရတော့လို့မနေ့က R2B မလာလို့ R2B ကကျမတို့မျောလင့်ချက်အစောကြီးကလေးမျောလင့်ချက်ထားပြီးလုပ်နေတာမဟုတ်ဘူးဒီဟာကိုအဖွဲ့အစည်းကလူတွေလည်းသိတယ်နော်အခုဒီတရင်ထားလက်နဲ့ကိအဖွဲ့အစည်းတွေအကောင်လုံးကသိတယ်ဒီကျမတို့ရဲ့တရင်ထားလက်နဲ့ကိအဖွဲ့တွေကိုတက်လုံးကသူတို့တပုံလို့တတ်မှတ်လာတဲ့ဟာကိုကျမတို့ရဲ့အာမီပါဆိုတာထုတ်ပြတယ်ကျမရှမ်းအာမီကိုကျမထုတ်ပြတယ်ကရင်တွေကလည်းကရင်အာမီတွေပါဆိုရဲရဲဝံ့ဝံ့ထုတ်ပြတယ်ပြည်သူလူထုကအဲ့ဒါမှဒီအာမီတွေကအတက်ဝင်ပါလေဒါကငါတို့ရဲ့ Federal Army ထဲမှာဝင်မဲ့အာမီတွေပါဆိုတာကိုကျမတို့အတက်ဝင်ဖို့လုပ်ရနေတယ် Federal Army ပါဇက်က online လို့ Federal Army မဖြစ်သွားဘူး Federal Army ပါဆိုပြီးပါဇက်ကနေဘောင်လို့ on နေတယ်နဲ့ Federal Army မဖြစ်သွားဘူးတရုတ်ကမုန်းတယ်ပါဇက်က on နေလို့တရုတ်ကမသေးသွားဘူးလက်တွေ့လောက်ရတယ်တရုတ်ကမုန်းရင်တရုတ်ပစ္စည်းဘာမှမတုံးနဲ့အသီးတွေပုတ်ပြီးပစ်ထုတ်ရပါစေမြန်မာပြည်ကလူတွေညီရမယ်ကျမတို့ကအခုတွန်းလှန်နေတာဒီအာနာယူစစ်ယူပဲတွန်းလှန်နေရမဟုတ်ဘူးတရုတ်အုပ်ချုပ်မဲ့ရေးကတွန်းလှန်နေရတာတရုတ်ကမြန်မာပြည်တဝက်ကျော်သူတို့ပုံထားပြီးနှစ်ပုံလောက်ကိုသူတို့ဝယ်ထားတဲ့ပုံစံမျိုးဒါကြောင့်မို့သူတို့ပြည်သူလူထုကကျမတို့ပြောတဲ့စကားနင်တို့မြန်မာတွေကိုငါတို့ဝယ်ထားတာဆိုတဲ့စကားလုံးကသူတို့ပြည်သူလူထုကကျမကိုပြောတဲ့စကားလုံးကျမအစိုးရကအဲ့စကားလုံးကိုထည့်ပြီးသွားပြီဘာလို့ဆိုတရုတ်ပြည်ဒီကွန်မြူနတီပါတီဖြစ်တဲ့အတွက်သူတို့က Facebook ဆိုတာသူတို့နိုင်ငံမှာတုံးခွင့်မရှိဘူးသူတို့ရဲ့လွှင့်တဲ့သတင်းကိုပဲသူတို့တုံးခွင့်ရှိတယ်သူတို့လောက်ရဲ့လွှင့်တဲ့သတင်းကိုပဲသူတို့တင်ပြပင်ခွင့်ရှိတယ်သူတို့ရဲ့ cyber တွေပဲသူတို့လောက်ပြပင်ခွင့်ရှိတဲ့အခါကျတော့သူတို့ရဲ့လူမျိုးတောင်မှကျမတို့မြန်မာကိုငွေဝဲကြုံပါလို့တတ်မှတ်ထားတာမြန်မာပြည်ဖွားကလူတွေရောနော်တတ်ထဲက CDN လောက်တော့မဲ့ CDN လောက်နေတဲ့လူတွေရောမလောက်တဲ့လူတွေရောတတ်ထဲကလူတွေရောစိတ်ချနင်တို့ကတရုတ်ရဲ့ကျွန်းဖြစ်တော့မှာနင်တို့တွင်းလိုက်တဲ့စကားလုံးမဟုတ်ဘူးဖတ်ကြည့်တရုတ်လူနဲ့ဘာသာပြန်ရေးထားတဲ့စာတွေတရုတ်လူမျိုးတွေကသိလို့ဒါကြောင့်တရုတ်လူမျိုးတွေတရုတ်မြန်မာပြည်ဖွားတရုတ်တွေကဘာလို့ပြက်ပြက်တာသူတို့တရုတ်ပြည်မယူတွန်းလှန်နေတယ်လဲလို့မေးကြည့်သူတို့ဘာသာစကားတက်တယ်ဘာသာစကားတက်တော့မြန်မာပြည်ကဖြစ်နေတဲ့အရာတွေကိုတရုတ်ပြည်မှာမဟုတ်တာတွေလွတ်နေတာသူတို့မျက်လုံးနဲ့မြင်တယ်သူတို့ပြည်မကြီးကတရုတ်လောက်တာနဲ့ပြည်တွေကတရုတ်တွေပါအမုန်းခံရမှာဆိုတာလဲသူတို့ကမြင်တယ်မြင်လို့မြန်မာပြည်ဖွားတရုတ်တွေကိုယ်တိုင်ကအားတက်တရောနော်အားတက်တရောအင်တိတ်အားတိတ်စိတ်လိုက်မန်ပါတရုတ်လူမျိုးတွေမှာစမြန်မာပြည်ဖွားတရုတ်တွေမှာစဒီအရေးကိုတွန်းလှန်နေတာဆိုတော့မြန်မာပြည်မှာရှိတဲ့အထက်ကပြောမှာတောင်ကြီးမြို့မှာရှိတဲ့လူတော်တော်များများမှာလုံးဝမညီနေပါဘူးတောင်ကြီးမြို့ပေါ်မှာတကယ့်ကိုလှုပ်ရှားနေတဲ့လူတွေမှာလုံးဝအကြီးဘိန်းနေထွက်မလာပါဘူးအော်တော့အော်နေတယ်မကြည့်လဲမကြည့်နဲ့ဘူးငါစီပွားရေးထိမှလည်းကြောက်တယ်အော်တော့အော်နေတယ်ငါစီပွားရေးကတူတူနဲ့နှွယ်နေတယ်ငါစီပွားရေးထိခိတ်မှကြောက်တယ်စိတ်ထဲမှာမကြည့်နဲ့နေဘူးငါစီပွားရေးထိခိတ်မှကြောက်တယ်နင်တို့စီပွားရေးကတည်မြဲမှာလားနိုင်ငံတကာပိတ်ဆို့မှုရှိနေတယ်တည်မြဲပါလားမတည်မြဲတော့ဘူးနော်မတည်မြဲမဲ့တူကဝင်ရက်တော့လို့ပြောထားပြီးသားအစောကြီးလဲနင်တို့31ရက်နေ့ကလေးရက်ပါပြောတာနင်တို့မရက်ဘူးအနောက်မှရက်လာတဲ့လူတွေငါတို့ welcome ပါလို့မကြိုးဘူးရှင်းပဲစီရီယံအခုမှလာဝင်ရက်တဲ့လူတွေ
sorry နင်တို့ welcome မကြိုးဆိုတော့ရက်အဲ့မှာရက်တဲ့နေရာမှာနေလိုက်ဒါပေမဲ့နင်တို့ blacklist ရင်းနဲ့မထည့်တာဘူးဒါပေမဲ့ထောက်ပံ့တဲ့စီရင်ထဲမှာမပါဘူးရှင်းတယ်နော်အမြဲတမ်းတစိမ့်မမလောက်လာတဲ့ CDN ကကျမတို့ထိရောက်မထောက်ပံ့နေဒီဂတိကိုဘဒုံးကမှမပေးဘူးဒါပေမဲ့ကျမတို့ထိရောက်ဒီ CDN လောက်သွားတဲ့တူရဲကောင်း CDN လောက်တဲ့လူဆိုတာတူရဲကောင်းသူတို့ကလာကစားတွေတလလုံးမှတလစားတဲ့လူတွေဒီတူရဲကောင်းတွေကပြက်တာနလလုံးကိုပြက်တာ CDN လောက်လာတဲ့လူတွေကျမတို့စီမှာ list ရှိတယ်CDN ဆိုပြီးပတ်စံလာတက်တောင်းပြီးတော့မှအနောက်ကနေအလုတ်ခိုးစင်းနေတဲ့မသားတွေကတော့ကျမတို့ကပြန်ပြီးယာထူးရှာမယ်ဒီအချိန်မှာမပြောသေးဘူးနော်ယာထူးရှာမယ်မသိဘူးမထင်နဲ့အင်တာနက်ခင်နင်တို့ပုံကြီးတွေကလေးတွေဓာတ်ပုံရိုက်ပြီးတင်လာတာနင်တို့စောက်ခွက်ကြီးမြင်ရတယ်ဟဲ့နော်နင်တို့စောက်ခွက်ကြီးမြင်ရတယ်ဟဲ့နင်တို့ CDN လောက်တယ်ဆိုပြီးတော့မှအနောက်ကနေလည်းပတ်စံလို့ရှင်တယ်ပြည်သူလူထုမုံမှလည်းကြောက်တယ်အနောက်ကနေခိုးပြီးတော့မှတင်တန်းတွေတက်နေတယ်စောက်ရှက်ရှိဒါတော့ဝယ်ပြောမယ်နော်စိတ်ချငါတို့ဘက်ကရက်မှာမဟုတ်သလိုပြည်တွင်းမှာရှိရဲ့ generation လေးတွေနဲ့ကိုတွေနဲ့လည်းအဆက်အသွယ်အများကြီးရှိတယ်ဖွဲ့စည်းရလူတွေနဲ့လည်းအဆက်အသွယ်ရှိတယ်အပေါ်မှာလည်းအပေါ်ကဟာတွေလည်းလှုပ်ရှားနေတဲ့ဟာတွေအဆက်အသွယ်ရှိတယ်ဒါတွေကိုလင့်ရှိတ်ပေးဖို့တာဝန်ကျမတာဝန်ပဲဒါကြောင့်မို့တောင်ကြီးရလူတွေ CDM တကယ်အမှန်ကန် live ရတဲ့လူပဲစကားပြောမယ်အမှန်ကန်လှုပ်ရှားနေတဲ့လူတွေပဲစကားပြောမယ်တင်တန်းတော့တက်နေတဲ့ကလေးတွေအဆင်ပြေတယ်နော်စစ်တင်တန်းတက်နေတဲ့ကလေးတွေအဆင်ပြေတယ်နော် Federal Army ရဲ့လို့အတိအလင်းကာချုပ်ကဘဒူပါဆိုထုတ်ပြန်ဖို့အတွက်1ရက်လက်2ရက်လောက်ပဲလိုတော့တယ်ဒီနေ့ဆိုလို့ရှိရင်မနေ့ပြန်လောက်ဆိုလို့ရှိရင်ကျမတို့အဆင်တစ်ဖြစ်လောက်ပြီအဲ့ဒါကိုအပေါ်ကတာ afro hair hey ဆိုလို့ရှိရင်တော့ပွဲပြီးပြီအပေါ်ကလူကြီးက afro तू က afro ဖြစ်မှရမှာ तू က afro ဖြစ်မှဒီ army တွေကိုကျမတို့ပူပေါင်းတဲ့ဒီကျမတို့လက်နက်တစ်ခုကတရုတ်ကဝယ်တဲ့လက်နက်ကတရုတ်ကြီးစံပဲပြန်တော့ရတာရုရှားဝယ်တဲ့လက်နက်ကရုရှားကြီးစံပဲပြန်တော့ရတာလက်နက်ကြီးရှိနေပြီးကြီးစံမရှိရင်ဘာမှလုပ်လို့မရဘူးဒါကြောင့်မအားလာရကြီးစံကုန်တော့ပြီးတော့မှနောက်ထပ်ပြန်ဝယ်မဲ့ကြီးစံဘူးမရှိလို့နီးမျိုးစုံကလိန်ကချစ်တလားစစ်ရက်စိမ့်မဲ့ပြောပြီးတော့မှတမမဟာဝမ်ကိုဝင်းစော်တယ်စောက်ရှက်ဟဲကလိန်ကချစ်နင်တို့ကလိန်ကချစ်တွေတရင်သားမတိရှာဘူးနော်နင်တို့ကလိန်ကချစ်တွေငါတို့ကမတိရှာဘူးနင်တို့ရဲ့ကလိန်ကချစ်တွေကိုဘူးမှမတိရှာဘူးချစ်နေတော့မဲ့ကလိန်ကချစ်ကပြောနေတော့မဲ့နင်တို့ဘက်ကတက်လာတဲ့အကောင်မတွေကိုလည်းပြောလိုက်အောင်မယ်ဟုတ်လားငါတို့ဒေါ်စုအတွက်ကာကွယ်တယ်လို့မပြောနဲ့အခုငါတို့ဖွဲ့စည်းလိုက်တဲ့ CRPH ထဲမှာအမေစုမပါဘူးအမေစုကတူမပါပဲ6ကြဆိုတဲ့ပုံစံမျိုးထွင်ထားလိုက်တာလမ်းကခုငါတို့ CRPH နဲ့နိုင်ငံတကာမှာတိတ်နေတဲ့လမ်းမှာနိုင်ငံတကာရဲ့တည်င်းမှာဒေါ်စုတမတာပါဆိုတာပါလားအမေစုကအဲ့လမ်းကိုထွင်ထားရင်တော့တူမပါပဲနဲ့6နိုင်အောင်မြန်မာပြည်သူလူထုကိုလမ်း6နေတဲ့လမ်း6တက်စကလေးတွေကိုမ6ပြီးမမြန်ပြေးနိုင်အောင်သူလမ်းချလိုက်တာသူမပါဘူးသူထွက်သွားပြီညတို့ပြောနေဒေါ်စုတယောက်တည်းအတွက်နဲ့သူ့ရဲ့မွေးလာတဲ့ဖင်ပေါက်ထဲကထွက်တဲ့သား2ယောက်တောင်မလုပ်ဘူးနင်တို့တွေကလှုပ်တယ်သူ့သား2ယောက်အတွက်သူအချိန်ကုန်ခဲ့တာလားပြည်သူလူထုအတွက်သူ့ဘဝရဲ့အချိန်ကုန်ခဲ့တာလက်ပိန်းမတွေအုံတော့မရှိရဲ့နှသုံးမတွေဘောငုံဘောစုံတွေရရင်ကျင်းတဲ့ကောင်မတွေနင်တို့ပြန်မေးလိုက်မယ်ဒေါ်စုရဲ့သားဖင်ထဲကထွက်တဲ့သား2ယောက်တောင်အလုံးမလုံးပဲနဲ့နင်တို့ကလုံနေရအောင်ငါတို့ဒေါ်စုအတွက်လုံနေတယ်လို့နင်ပြောတယ်နင်ပြောကင်ဆယ်လုပ်တယ်အဲ့လိုပဲဒေါ်စုကိုမချစ်ဘူးလားလို့လာမမင်းနဲ့ချစ်တယ်သူ့ရဲ့အသက်သုံးပုံမှာနှစ်ပုံကမြန်မာပြည်သူတွေရဲ့အတွက်သူ့သားသမီးအတွက်သူတပုံအောင်မပြည့်အောင်မပေးခဲ့ဘူးလူလားမမြောက်သေးတဲ့သူ့သားသမီးတွေကိုတော့သူမြစ်တာအပြည့်မပေးပဲမြန်မာပြည်သူတွေအတွက်လှုပ်ခဲ့တဲ့သူ့ဘိုးချုပ်သမီးကိုငါတို့လေးစားတော့မှာတက်လုံးလေးစားတော့မှာငါတို့ရခဲ့ရင် तू ကနေရာတနေရာမှာလေးစားခံမှန်ပေါင်တွင်းခံမှာနင်တို့လိုမျိုးနင်တို့ဟာနင်တို့ထုတ်နင်တို့စောက်ခွက်ရေးနင်တို့ဟာနင်တို့ရုပ်တုထုတ်နင်တို့ဟာနင်တို့အလေးပြုတဲ့အတန်းစားမဟုတ်ဘူးနော်နင်တို့အဘတွေလိုမျိုးနင်တို့ဟာနင်တို့ထုဘာမှစောက်ကောင်းကြုံမပေးခဲ့တဲ့ရုပ်တွေကိုနင်တို့ဟာနင်တို့ရုပ်ထုနင်တို့စောက်ကောင်းကြုံမပေးတဲ့ရုပ်တွေကိုငါတို့ပြည်သူလူထုတန်းပေါင်းများစွာကောပြည်သူလူထုကရှေ့တောက်နဲ့နင်းတွိုင်းလက်ထဲထည့်ထားတယ်မေလိုတွေတေးလိုက်ကိုမီကိုလိုတွေမအားလာတွေတေးလိုက်ရှင်းရနော်နင်တို့တန်ပေါင်းများစွာကပြည်သူလူထုနင်းထားတဲ့အကောင်တွေကိုနင်တို့ပဲအားပေး
နိုင်ငံတကာမှာကလားလိုမတွေပြောအောက်တန်းကြားတဲ့စကလုံးတွေပြောဒီမိမကြောင့်မို့တက်သွားပြီလို့ပြောလို့ပြောနော်ခုငါတို့ဒီရဲ့တိုက်ပွဲမှာဒေါ်စုမပါဘူးဟဲ့မေစုမပါဘူးဘာပြောရှင်လဲအမေစုမပါပဲတိတ်နေကြတာရှင်းတယ်နော်ဘာဖြစ်လဲဆိုပြည်သူလူထုကလွတ်လွတ်လပ်လပ်နေချင်တဲ့ဘဝကိုပြန်ရရှင်လို့တိတ်တာဟဲ့နင်တို့ရဲ့အချုပ်ချာဒါဆိုလည်းမလုပ်ရဘူးစီးပွားရေးတွေနဲ့တက်လာရင်ဒါလို့ပြည်သူလူထုတွေကအခွန်ဆောင်ဟိုအောက်ကပြပထွက်နေတဲ့အိမ်ဖော်မမဆာအခွန်ဆောင်နင်တို့ကျတော့စောက်အခွန်ဆိုတာဘာအခွန်မှန်းတော့နင်တို့မသိဘူးမလားစောက်လိုက်တဲ့တိတ်တွေတစ်လုံးပြီးတစ်လုံးနင်တို့တရားလူတွေဘာအခွန်မှမသိဘူးရှင်မြငါတို့အပြပထွက်ခိနင်တို့အဲ့ဒီခွန်တွေစာရှမ်းတာအရင်ခက်ပဲရမယ်ခုခေတ်မရတော့ဘူးတိတ်မှာနင်တို့စုံးလက်ထိတိတ်မှာအသေးတိတ်မှာရှင်းတယ်နော်ပြည်သူလူထုစောက်မယ်လို့ပြောလားကျမတို့ပြည်သူလူထုတွေဒီထဲကလူတွေဒို့ညီကိုတွေညီရဲလားဟဲ့လို့လမ်းမေးလိုက်မယ်အကောင်လုံးလက်မထောင်ပြီးညီတယ်ဟဲ့လို့ပဲអော်လာပါဟဲ့ရှင်းလားနင်တို့ရှုံးဖို့များစိတ်ကူးလေးတော့မရှင်နဲ့အေးစိတ်ကူးလေးတော့မရှင်လိုက်နဲ့တိတ်မှာကြည့်လိုက်ငါတို့ပြည်သူလူထုလမ်းထဲလိုက်တာ9ရက်တွင်တာတော့ဗန်ပိတ်သွားလို့မပိတ်ရင်ဒီနေ့ဆိုတန်း20လောက်ဖြစ်သွားပြီတန်လာထုတ်ပြီးစတမ်းမိန်ထိန်ဆောင်နေတဲ့လူတွေတပုံကြီးရှင်းလားတန်း20နော်တန်း20နင်တို့ lobby ငါတဲ့2တန်းလောက်ကိုစောက်စကားလေးတော့ထည့်မပြောဘူးတန်း20ရှိတယ်ရှင်းလားပြည်သူလူထုမြစ်တာနဲ့ရတဲ့ငွေတွေနော်အစစ်အမှန်တွေနော်ငွေဖြူတွေနော်ငွေမဲမဟုတ်ဘူးဘာဥပဒေနဲ့ဆွဲမှလဲဘာပုံမှန်နဲ့ဆွဲမှလဲစောက်ရှက်နေရှိနင်တို့ဘယ်သူမှလက်မခံဘူးနင်တို့လူအ ਨੇ စုလေးထထပြီးអော်လာနင်တို့ဝိန်းဆဲကြတာအောက်ကနေဝိန်းဆဲကြတာပဲရှိတယ်အရှက်ရှိကောင်မတွေဒီအဖွားကြီးအတွက်နိုင်ငံရေးတမားတွေကတော့ပြည်သူလူထုကိုတုံးရှာတယ်နိုင်ငံရေးတမားတွေကဟဲ့ငါတို့နိုင်ငံရေးတမားမဟုတ်ဘူးငါအော်နေတာနိုင်ငံရေးတမားမဟုတ်ဘူးမြန်မာပြည်ကိုရှစ်သက်ပြည်သူကငါနိုင်ငံခြားသားခံထားလားမခံထားသေးဘူးငါနိုင်ငံရေးကိုအချိန်မျိုးလုပ်လို့ရတယ်ရှင်းတယ်နော်နင်တို့မရှင်းရင်လဲတေလိုက်တရုတ်နင်တို့အားကိုးတဲ့တရုတ်စောက်ကြတော့မညက်ဘူးအလဲခွားထိုင်နေတဲ့ရုရှားလက်နဲ့ပဲရောင်းဖို့ကောင်းတဲ့ရုရှားဂယူတော်မဆိုင်ဘူးနင်တို့ရုရှားနဲ့တရုတ်လည်းသူတို့စစ်ရေးအရာဝင်လာလို့မရဘူးတရုတ်ဝါဆိုပြီးခိုးဝင်တယ်ရတယ်သူခိုးဝင်တဲ့ point နဲ့ငါတို့ကဘာဝင်လာမလဲကြည့်လိုက်ပေါ့တရုတ်ကဝါဆိုပြီးခိုးဝင်တယ်မြန်မာပြည်ကိုဒါကိုငါတို့အပေါ်ကိုတင်ပြတယ်ဒီဘောင်နင်တို့ဒါရှိရတဲ့အတွက်ငါတို့ကလည်းဒီလိုလာတယ်ငါတို့လာတဲ့နီလန်းရှိရယ်နော်ငါတို့ R2B ကိုစောင့်နေတာမဟုတ်ဘူး R2B ဘယ်အချိန် cancel လုပ်လိုက်မလဲ R2B cancel လုပ်တဲ့နေ့ Federal အတက်ဝင်တဲ့နေ့ပဲ Federal Army အတက်ဝင်တာနဲ့နင်တို့သိမဲ့နေ့ပဲဒါကြောင့်မို့ငါတို့ပြည်သူတွေကိုညှိမာလားလို့လာမမြင်နဲ့နိုင်ငံရေးသမားမဟုတ်ဘူးနော်ကိုမမောင်အေးနိုင်ငံရေးသမားမဟုတ်ဘူးတန့်ဆဲလို့နိုင်ငံရေးသမားမဟုတ်ဘူးမြန်မာပြည်ပမှာអော်နေတဲ့ငါလိုပဲអော်နေတဲ့လူတွေနိုင်ငံရေးသမားမဟုတ်ဘူးပြည်သူတွေဟဲ့တန်း20ပြည့်အောင်ဗန်ထဲကိုထည့်သွားမယ်လူတွေကပြည်သူတွေနင်တို့စောင့်မြင်ကတဲ့ပြည်သူတွေနင်တို့ရဲ့အောက်ချုပ်မှုကိုလက်မခံတဲ့ပြည်သူတွေနော်ငါတို့တွေမှာရွှတ်ဆုံကြလို့နိုင်ငံတကာကိုထွက်တယ်နိုင်ငံတကာကိုငါတို့ထွက်တယ်ဒီနိုင်ငံမှာစင်ပြေးပြေးမပြေးပြေးအချိန်တိုင်းနင်တို့အခွန်တောင်းတယ်နင်တို့အဲ့ခက်ကိုပြန်သွားရှင်တယ်ဒီပါမှာဘလောက်မိတ်တွေဘလောက်ဒုက္ခရောက်လဲအင်ရှင်နှိမ့်ဆက်လို့သေတယ်ဟိုကဖြစ်လို့သေတယ်နင်တို့ကူညီမလာဘူးပတ်စံကြတော့တောင်းတယ်တန်ရုံကမေလုံးမတွေလဲစောက်ပတ်တယ်ကြောပါရဲ့ရှင်းလားတန်ရုံကကောင်မတွေလဲလက်ကွက်ပဲနင်တို့ကဒီပမှာရောက်နေတဲ့လူဒုက္ခရောက်ရင်အာမပေးဘူးအခွန်ကြရင်ပါဇက်ဒီဖြဲပြီးထိန်ဆောင်တယ်စောက်ချက်လည်းမရှိကြတဲ့ဟာတွေတေတော့နင်တို့ကပိတ်တာတေချာတလောက်ပဲပိတ်တာပဲရွှေလဲစာကိုစုပ်စားတဲ့လူတွေဆိုတော့ပိတ်တာပဲဟမ်ငါတို့ကြတော့ငွေတွေဖြူရအောင်ပြအခွန်တွေပြအဲ့စောင်းလာတဲ့အခွန်လေးတွေနဲ့ငါတို့မှအိမ်ဝယ်ကားဝယ်ရင်ကလိန်သွားလောက်လိုက်ရတာတေတော့မတက်ဟမ်နင်တို့ကြတော့အိမ်တွေတစ်လုံးပြီးတစ်လုံးစောက်တိတ်တွေတစ်လုံးပြီးတစ်လုံးစောက်ငွေဖြူပါမှာလဲဘယ်မှာလဲငွေဖြူအဲ့ဒီဘွားကိုပြန်မရရှင်လို့ပြည်သူတွေကတိတ်နေတာဘာဖြစ်လို့ရှင်းတွေကစာမတက်ပင်မတက်ရှင်းတွေကတိတ်နေလဲရီသလားပဲမင်းနဲ့စင်ကူကရောက်နေတဲ့ရှင်းတွေအင်္ဂလိပ်စကားမှာမွတ်ထလူနေရတယ်ကျွန်မတက်တော့အင်္ဂလိပ်ကောင်းတယ်လုံနေတာအိမ်ဖို့ရှင်းတယ်နော်
သူတို့လူမျိုးသူတို့လမ်းပြောထားပြီးဒါမနေ့ကရှင်းဖွဲ့လာတယ်အမငါတို့ကဒီလိုလှုပ်ရှင်တယ်ဒီလိုလှုပ်ရှင်တယ်ရှင်းနဲ့ရှမ်းနဲ့တိမ်ပင်တယ်ဟုတ်လားဟုတ်ကရှင်တွေကလည်းလာပြောတယ်အမကျမတို့တော့ဒီလိုလှုပ်ရှင်တယ်ကျမတို့အတွက်ဒါကောင်းလားမမင်းနဲ့သူတို့လူတွေသူတို့ဟာလည်းသူတို့အဆက်အသွယ်ရှိပြီးပြီကောင်းလားနင်တို့တေအောင်တက်မှာပဲစိတ်ချနောက်ကြရင်ဘလို့တွေတောင်ဖြစ်လာမလဲဆိုနင်တို့စစ်သားတဲ့အိမ်မော်တက်လာရင်တော့မှမိန်းမတွေလေပင်ထလီမဲ့ပုံစံမျိုးရှိလာတယ်နင်တို့ရိုနင်ဂျာကိုတွားပြီးတော့မှမီးရှို့တယ်ဟာလားမီးရှို့ပြတယ်စိတ်ချရိုနင်ဂျာရဲ့ဟာဂျီလောက်ပြလိုက်မယ်နင်တို့ဟာဂျီလောက်ပြလိုက်မယ်နင်တို့ကဘုံရန်သူဖြစ်သွားပြီကချင်ကရမကိုရချမုံမြန်မာရခိုင်ရှမ်းရိုနင်ဂျာပါအပဘုံရန်သူဝါတော့နင်တို့ဘောငုံဆိုတော့မပြောပါဘူးဝါတော့ဘာလဲတော့မသိဘူးအဲ့ဒါဝါကိုလည်းပြောလိုက်မယ်နော်ဝါကိုအကြောင်းပြကဘာကြီးမှာဝါဆိုပြီးရှာပြတာရှာတရုတ်ဝင်လာတယ်အဲ့တရုတ်တွေအရေးမဲလို့ရင်ဝါတွေနာမည်ထပ်ပြက်မယ်နော်အဲ့ကြတော့ဥခန်းတီအနေနဲ့လေဘာလို့တင့်တယ်လဲလို့ပြန်စဉ်းစားပါဥခန်းတီနော်တောင်ကြီးမြို့ကြီးမှာထိုင်ပြီးပိုးလူတူမျက်နှာငယ်ရတယ်ဥခန်းတီကျမတို့ကတော့ RCSS နဲ့ SSA ကြောင့်မို့ကျမတို့ရှမ်းတော့မျက်နှာရပါတယ်ကျေးဇူးလည်းတင်ပါတယ်ဆိုတော့ဥခန်းတီအနေနဲ့ကတော့ပိုးလူမျိုးတိတ်ခါမကြစီပါနဲ့ကဘာကြီးမှာဥခန်းတီလောက်တုံနဲ့ပိုးလူမျိုးတွေတိတ်ခါကြအောင်တော့မလုံးနဲ့ပေါ့နော်ဒါပဲပြောရှင်တယ်တဲ့ပြောတယ်မကြောက်တူတဲ့ပြောတယ်တဲ့စော်တယ်နော်ထိမှာပဲကျမတို့တိတ်ပွဲတိတ်တာတယောက်နဲ့တယောက်နန်းနေတာမှမဟုတ်တာပါနန်းနေတာမှမဟုတ်တာတိတ်ပွဲတိတ်တာငိုရမယ်ထိရမယ်ရီရမယ်ရိုးစုံမယ်လောက်ရမှာပဲအဲ့လိုထိလို့ကျမတို့ဘယ်နှယောက်တေသွားပါပြီဆိုအိမ်ထဲမှာနေကြည့်အိမ်မော်ထိတက်ဆွဲပြီးတက်နေတာမဟုတ်လားအိမ်မော်ထိတက်ဆွဲပြီးတက်နေတာမဟုတ်လားရှင်တို့မျိုးပေါ်မှာတော့အဲ့လိုဆိုလို့ရှိရင်ကျမတို့နယ်လေးမှာထရန်ကအိမ်လေးမှာဘလောက်တောင်တက်ခံမယ်ထင်လဲဒါရက်လိုက်လို့ရှိရင်ရှင်တို့ရန်ကုန်မြို့ကြီးပေါ်မှာတော့မှတိတ်ကြီးတွေနဲ့တီကာတိတ်ကြီးတွေပေါ်မှာနေနေတဲ့လူတွေတောင်မှအိမ်မော်ထိတက်ဆွဲရှင်တို့မကာကွယ်နိုင်ခဲ့ရင်တောင်မှကျမတို့တရင်သားထရန်ကအိမ်လေးတွေကလုံချုံမဲ့ထင်နေလို့လားလာမပြောနဲ့လေလာမပြောနဲ့ကောင်းလုံးတူတိတ်နေတာအပေါ်မှာတိတ်နေတာလဲကရှင်ကရကရင်ရှင်ရှမ်းမုံမညာရခိုင်ရှမ်းအကောင်လုံးဒီမှာအပေါ်မှာပညာတတ်တဲ့လူတွေလည်းအကုန်လုံးတိတ်နေတာပဲမတိတ်ဘူးများထင်နေလို့လားဘောင်ထဲကနေဝင်အောင်တိတ်နေကြတာပဲကျမတို့ထဲကိုစစ်ကူဘလို့ရောက်သွားမလဲစဉ်းစားနေတာပဲလောက်နေတာပဲညီမျိုးစုံထိတ်နေကြလို့လားဘူးမှမထိတ်ဘူးဘာလောက်ပေးနိုင်တယ်လဲပဲအကုန်လုံးလိတ်ချောင်းနေတာကျမစီလာတဲ့လူတွေလည်းဘာလောက်နိုင်တယ်လဲဘာတွေလောက်ရမလဲဘာတွေဖြစ်လာနိုင်လဲပဲသူတို့မေးနေတာနော်ညအဲ့ဒီကနေပဲអော်နေတယ်မပြောနဲ့ဒီကျမအိမ်ထဲကနေထိန်អော်နေတာကိုပဲကျေးဇူးတင်လိုက်အောင်ဒီနေရာရောက်နေတာပဲကျေးဇူးတင်လိုက်အောင်အဲ့ဒီထဲမှာဆိုကျမလည်းဆန္ဒပြတဲ့နေရာမှာထိတ်ဆုံးရောက်နေလို့ဘယ်နည်းအသေးဆိုးသွားလဲတော့မသိမှာမဟုတ်ဘူးညတို့ကမတရားတာမတော်မတရားတွေညီမျိုးစုံတွေလောက်ပြနေလိန်နေရတယ်မြင်နေရတာဟုတ်ဟမ်မန္တလေးမြို့မီးလောင်တော့နင်တို့ရဲစခန်းကိုမီးရှို့လို့လောင်သွားတာပါနင်တို့ဘန်းပြတယ်ဟုတ်လားကန္နမဟိုစိမီးလောင်တော့နင်တို့မီးလောင်တာဒီနေ့နောက်နေ့မှာချစ်ချင်းပဲ insurance ထုတ်နိုင်တယ်နော်ရော်ချင်းကိုထုတ်နိုင်တယ်မလဲအော်လိုက်တာနော်ကလိန်ကစစ်မသားတွေဟမ်ကြောက်ရရင်တော့ဘွယ်လူမရှိပဲနဲ့မြန်မာအတန်နဲ့မြဝတီမှာဟိုဘယ်နှခုတေပြီးရဲ့လူတွေတောင်ထုတ်ပြစောက်ချက်တွေကုန်နေတာနင်တို့တွေစောက်ချက်မှမရှိတာဟမ်အချက်မရှိတဲ့စောက်ခွက်တွေနဲ့တက်လာရှင်းပြီလားတော့ကျမရဲ့ပြည်သူလူထုတွေကကျမခက်ကြမ်းလေးပြောမှသိမှာမလို့နော် CDN လောက်ပါတယ်ဆိုပြီးတော့မှ CDN မလောက်ပဲနဲ့ဝါတာနဲ့ခွာထိန်နေပြောပြီးတာနင်တို့ဂွေးစီတွေနင်တို့အစီတွေပြုတ်ကုန်လိုက်မယ်လို့ပြောထားပြီးသားနော်ကောင်းနေနော်31ရက်နေ့ထိလည်းငါတို့ list ယူရ31ရက်နေ့နောက်ပိုင်းမှာဝင်လာတဲ့မြလူဒီနင်တို့ပြန်ပြီးကလဲစားရှိမဲ့ထဲမှာတော့မထည့်ဘူးနောက်ပြန်ပြီးကလဲစားရှိတဲ့ထဲမှာတော့မထည့်ဘူးထောက်ပံ့ကြည့်တော့ sorry နေလို့မရဘူးည31ရက်နေ့မှဝင်လာတာလေနော်တောက်6 CDN ဝင်လာတဲ့လူတွေအားမငယ်နဲ့ကျမတို့စီမှာ lift ရှိရဲ့ရှင်တို့ကျမတို့တနေ့အောင်မြင်သွားတဲ့တနေ့ကျမတို့ရဲ့ fan ငွေကရှင်တို့အတွက်ပဲကျမတို့ fan ငွေရှင်တို့အတွက်ပဲနော်အဲ့လိုပဲနိုင်ငံတော်အတွက်အသက်ပေးရတဲ့ကလေးတွေနော်အောက်ဒီပါတော့ကောင်းကောင်းမချနိုင်တဲ့ကလေးတွေတဲလေးတွေနဲ့ကလေးကျမတို့တူရဲကောင်းတဲ့ကျမတို့လာပြီးဂုံပြုတ်မှာပါမပူနဲ့ဒီချိန်မှာရှင်တို့စီငွေဝင်သွားရင်ထောက်ပံ့ကြေးဆိုပြီးရှင်တို့လည်းဖမ်းခံရမယ်ကျမတို့လည်းဖမ်းခံရမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေလို့ကျမတို့ငြိမ်နေကြတာနော်ငြိမ်နေကြတာဒါတော့မှကျမတို့ငတ်တော့မဲ့လူတွေစီရင်လောက်ပဲလိတ်လုတ်ပြီးရတဲ့နည်းနဲ့ငွေရအောင်ပို့နေတာရတဲ့နည်းနဲ့ငွေရအောင်ပို့နေတာမျိုးစုံနော်
အဲ့ဒီအတွက်ကြောင့်မလို့ကျမတို့လူတွေအားတင်ထားပါမနေ့ကတည်းမှာကျမတို့ဒီအာတူပီကိုထိန်ဆောက်တဲ့တည်းမလို့ကျမတို့အပင်တပန်းစောက်တာမဟုတ်ဘူးတရုတ်ကြီးရဲ့မျက်နှာကိုခွာချဖို့ကျမတို့စောက်တာဒါပေမဲ့တရုတ်ကြီးကဒီအပေါ်မှာအာတူပီကိုတားသွားတယ်မင်းအောင်လိုက်ကိုကြောက်တော့သူကဒါမြင်ပြေလည်အောင်လုပ်ပါဆိုတဲ့သဘောမျိုးသူဖိအားပေးတယ်ဒါပေမဲ့သူ့ရဲ့ကဘာမှာတရုတ်ကြီးကိုမြင်တဲ့အပြင်ကဘာကပြည်သူလူထုအင်္ဂလန်မှာရှိတဲ့ပြည်သူလူထုအကုန်လုံးကတရုတ်ကိုချိုင်းနာကိုမြင်လိုက်တဲ့အမြင်ကမကောင်းတဲ့အကောင်နော်မတရားတာကိုအားပေးတဲ့အကောင်နော်ကြက်တီတုံးအကောင်ဆိုတာကဘာကြီးမြင်အောင်တမင်တက်ချပြလိုက်တာပဲဘောင်လေးကနေချပြလိုက်တာနော်ဟုတ်တယ်တော့ဘောင်လေးကချပြလိုက်တာဘောင်လေးကချပြပြီးတော့မှကျမတို့ပြည်သူလူထုတွေကမရောက်လာတော့ဘူးလားမရောက်လာတော့ဘူးလားကျမပြောအနှိမ့်တယ်ကနောက်မှရောက်လာလိုက်မယ်နော်အနှိမ့်တဲ့အားကိုမှဒီကလေးထွက်မယ်ဆိုကလေးရောမေရောသိမှာပဲကိုကိုညစ်ဖို့လိုတယ်ဒါကြောင့်ကျမလက်နက်ကိဖွဲ့တွေကိုအကောင်လုံးပြောတာကရင်ဟိုထိကရင်ဖက်မှာထိနေပြီဆိုတခြားဖက်ကလည်းချစ်ချင်းပြောရရင်သူတို့ဖက်ကိုဝင်လာတိတ်တော့ကျမကတော့ထွန်းမြတ်နိုင်ကိုကြိတ်တယ်သူပြောတယ်မလာခဲ့ဘူးအရေးပြတယ်ဝင်တိတ်မယ်ဥအောင်ကိုဦးလာမရတယ်ချလိုက်တော့ဥအောင်လာဝင်စော်ထားတော့ဘာမှမစောင့်နေနဲ့သူတို့လာတာတကနာနော်သူတို့လာတာတကနာလာမလာကိုရီစမှာလက်နဲ့ရှိတဲ့လူတွေအကုန်လုံးစော်တော့သူတို့တက်တွေဘယ်နှခုရမလဲသူတို့တက်ထဲမှာလက်နဲ့ရှိရဲ့အဲ့လက်နဲ့တွေရအောင်စုထားတော့ပြည်သူလူထုကိုမပစ်ခင်သူတို့ပတ်စံသူတို့လက်နဲ့တွေရအောင်ယူထားတော့စောင့်နေလက်မှတ်ထိုးပြီးထိတ်သူတို့အလာကိုထိတ်မစောင့်နဲ့ဝင်လို့ရတဲ့လောက်ဝင်ထားကြပါတော့မြို့ထဲကိုဝင်လို့ရတဲ့လောက်ဝင်ထားကြပါအဖွဲ့အစည်းရလူတွေနော်ကျမတို့ဒီအာတူပီကိုထိန်ဆောင်နေတာမဟုတ်ဘူးအဲ့ဒီရဲဟာကိုကျမတို့ဘောင်နဲ့ကျမတို့သူတို့ဘယ်လိုလုပ်မလဲโอเคသူတို့ကျမတို့ဒီချိန်တင်လိုက်ရင်သူတို့တင်မတင်နေဘူးနော်ဒါတောင်မှအစည်းအဝေးမီတင်ပြောတဲ့စကားမှတော့တရုတ်ကြီးကပြက်တညင်းနေတာအရင်တစ်ခေါက်ကလည်းညင်းတယ်ဒီတစ်ခေါက်လည်းညင်းတယ်ရုရှားကလည်းပြက်တကြီးလုံးနေတာကျမတို့အဲ့ဒါစောင့်နေတာမဟုတ်အဲ့ဒါစောင့်နေတယ်ဆိုမာမဘောအပေါ်ကလူတွေကလက်ထုံးကြီးပါမဟုတ်တာဒါတော့ဆက်နိုင်ငံရေးတမမဟုတ်ဘူးကျမနိုင်ငံရေးတမမဟုတ်ဘူးလက်ထုံးနေမဟုတ်ဘူးဒါပေမဲ့ဒီရေးမရရင်နောက်တရေးနဲ့တွားမယ်ဆိုတဲ့ဟာနှစ်ပြိန်တွားလာပြီးတာကျမတို့အနောက်မှာအကြံပေးနေတဲ့ထောက်တိန်တွေကျမတို့ဘက်ကနေမတရားတာကိုမခံစားနိုင်တဲ့ထောက်တိန်တွေကလည်းကျမတို့ဒီလိုထောက်ထားပေးပြီးတာကျမနောက်မှာဆိုကျမရဲ့ဆရာကျမကိုထောက်ထားပေးပြီးတာကျမကိုထောက်ထားပေးပြီးတာစင်လူနိုင်ငံမျိုးမှာကျမတို့လုံခြုံရေးအပြည့်အဝရှိပြီးတာရှင်းတယ်နော်ကြောက်သွေးကိုမပါတာငကိုလေးကလည်းကြောက်သွေးကိုမပါတာအစွမ်းကုန်ကျမပြောထားပြီးသားကျမတော်မှာတစုံတရာဖြစ်ခဲ့ရင်28ယောက်တက်ရောက်လဲဖို့စိတ်ကူထားပြီးသားကျမတော့နောက်နိုင်ငံကူသွားမှာနိုင်ငံရေးခုလို့ပဲသူတို့ကမြန်မာပြည်အခေါင်းနဲ့ပြန်ရမှာဘာလို့လဲနောက်နိုင်ငံတွေကသူတို့လက်ခံမှာမဟုတ်ဘူးအမေစုသားသမီးပဲလက်ခံတာနိုင်ငံတကာကအမေစုသားသမီးပဲလက်ခံတာငိုရအောင်မယ်လို့ပြောတဲ့ခင်တိန်နဲ့အမကြီးငိုရအောင်မယ်ကျမတို့တိန်နာနေငိုခဲ့တာနှစ်60ရှိပြီရှင်တို့ငိုရတာအခုမှ2လပဲရှိသေးတယ်ကျမတို့ငိုခဲ့တာနှစ်60ရှိပြီရှင်ကျမတို့ရှမ်းလူမျိုးတော့တောင်ကြီးမျိုးမှာပျောက်လူနီးပါးဖြစ်သွားတာအဲ့ဒါဘာလို့ကြောက်လဲရှမ်းလူမျိုးမောင်နှမမှန်နှမတကယ့်စော်ဘွားကြီးအကြီးကြီးမှန်နှမရဲ့တာသမီးတွေအမြတ်ချိုးခံရတာဘာကြောင့်လဲကျမရှမ်းလူမျိုးတွေတောထဲရောက်တမရောက်ပြီးမြို့ပေါ်မှာဘဒူတွေကြံနေတာလဲကြီးလိုက်ပါဦးတောင်ကြီးမြို့ကိုလည်းတစ်ချက်လောက်ချိုးလိုက်ပါဦးတောင်ကြီးမြို့မှာဝါတို့တရုတ်တို့ပဲကြံတာရှင်ရှမ်းလူမျိုးစစ်တွေတောထဲရောက်သွားပြီကျမတို့ငိုခဲ့တာအနည်း60နှစ်လလောက်ငိုတာကိုစကားလေးလာမထည့်ပြောတယ်ကျမတို့လှုပ်ရမှာရဲ့အဲ့လိုပဲသွားမှလေရဲ့အိမ်ထဲတိဝင်ဆွဲခံရမှာဆွဲခံမှာလားကလေးတွေကပြောတယ်ရဲ့အိမ်ထဲတိဝင်ဆွဲခံရမှာလေဆွဲခံမှာလားဆွဲမခံနိုင်ဘူးတိတ်ရင်နဲ့ပဲတေးမှာပေါ့အိမ်မှာထိန်ဆောက်ပြီးတေးမလားတိတ်ရင်နဲ့တေးမလားထိန်တိတ်ရင်နဲ့တေးမှာပေါ့အေးဘ누구ပြောကျမမိန်းမသားတယောက်အောင်ပြောတိတ်ရင်နဲ့တေးမလားအိမ်မှာတေးခံမလားငဲဆုံးတော့ကျမတော့ဓာဆွဲထွက်မှာပဲရှင်းလေးပြောတာမြောက်ပေးတာမဟုတ်ဘူးကျမရဲ့စိတ်ဆန္ဒကိုပြောတာအိမ်မှာနေရင်တေးမလားတိတ်ရင်တေးမလားတိတ်ရင်တေးမှာပေါ့အိမ်မှာနေရင်ဘယ်တေးခံမလဲဒီလိုပဲပြပမှာကျမဒီတိုင်းလှုပ်လိုက်လို့ရက်လိုက်အခုရက်လိုက်လို့အဖမ်းခံမလားစက်တိတ်ပြီးသူတို့တေးအောင်တတ်မလားစက်တိတ်ပြီးတေးအောင်တတ်မှာပေါ့ယူနေလို့လားဘုံတော့လေတေချာစဉ်းစားအောင်ကျ
ကျမတို့လာမပြောနဲ့ငိုတယ်လို့အားငယ်ဆိုရမယ့်စကားမျိုးကြီးလာမပြောနဲ့ဘယ်တုန်းကမှအားငယ်ဖို့စိတ်တကွက်လေးတော့မရှိဘူးမလုံရင်တော့အပေါ်လူကြီးတို့ဒီလိုလောက်ပါလားဟိုလိုလောက်ပါလားတက်ပြောမှလူနော်ကျမကနီးနေလေရှင်နေကောင်းရင်ကျမကာကွယ်စိတ်ဒုတိယစိတ်ထိုးပြီးအရှင်နေကောင်းရင်လေလာမနင်စင်းလာပါလားလို့မပြောနဲ့လာမဟဲ့ငါစင်းလာမှာအဲ့ငါစင်းလာပါလားလို့ပြောတဲ့အကောင်လေးငါစင်းလာတဲ့နင်တို့စောက်အပုတ်တွေဖော်ပြီးတော့မှတယောက်ချင်းစီထောင်ထဲထည့်ပေးမယ်နေလာမမှန်းထားတယ်လူဆိုတာရေမန်းချက်ရှိမှအောင်မြင်တာမန်းပြန်ပန်းတိန်ကိုစိတ်ကူးရင်လိုက်မှနင်တို့စိတ်ကူးရင်လည်းပြောတယ်ငါတို့ဒီပန်းတိန်ကိုစိတ်ကူးရင်လိုက်မှအဲ့စိတ်ကူးရင်မှုရှိမှအဲ့ပန်းတိန်ကိုတွားလို့ရတာဘာစိတ်ကူးမှမရှိပဲဗျံပတာရှောက်တွားနေတဲ့လူပဲမဟုတ်ဘူးဟုတ်တယ်စိတ်ကူးရင်လည်းစိတ်ကူးရင်လည်းငါဒါကိုလိုချင်တယ်ဘယ်အချိန်ရပါမယ်ဆိုတဲ့ပြစ်မှတ်ရှိမှအောင်မြင်မှုရှိတာမှတ်ထားငါတို့လိုချင်တဲ့အရာဒါပါဒီဟာကိုဘယ်လိုနည်းနဲ့ယူရင်ရပါတယ်ဆိုတာလည်းသိတယ်ရအောင်ယူမှာပေါ့ငါတို့လိုချင်တဲ့အရာကိုငါတို့ရအောင်ယူမှာပေါ့ငါတို့လိုချင်တဲ့အရာလေငါတို့လိုချင်တာလူရဝင်ရှင်တာရာထူးမဲ့မောတာမဟုတ်ဘူးဟဲ့ပြည်သူလူထုလူရဝင်ရှင်တာမြန်မာဆိုပြီးရက်တီရှင်တာအကောင်လေးကောင်မတွေနင်တို့ကတော့ကဘာမှာအာရှမှာနံပါတ်1ရှမ်းတာမယ်နံပါတ်2ရှမ်းတာမယ်ဂုံပြိန်နေတဲ့အချိန်မှာနင်တို့နံပါတ်1ရှမ်းတာနံပါတ်2ရှမ်းတာနင်တို့မြန်မာနင်တို့နိုင်ငံတကာမှာဈေးအကြီးဆုံးအိတ်တလုံးမင်းအောင်လိုက်မိမဝယ်တဲ့ဈေးအကြီးဆုံးအိတ်တလုံးဝယ်ပြီးကိန်လိုက်လို့နင်တို့မျက်နှာကြီးမော်နေပေမဲ့ပတ်ဝန်းကျင်ကနင်တို့ဘလို့ကဲရနေလဲသူတို့နိုင်ငံတော့စောက်ကျွေးမဆက်ဘူးဟာကဘာကြီးမှာကျတော့စောက်ကျွေးရတင်နေတယ်ဟိုကောင်မဝတ်ထားတော့အိတ်အကောင်စားဝတ်ထားတယ်ပြောတာနင်တို့နားလေးတွေထောင်အောင်စောက်ချက်လည်းရှိကြအောင်ငါတို့ဘလောက်ရှမ်းတာငါတို့မြန်မာပြည်မှာရွှတ်ချုံကြအီသီယိုးပီးယားတဲ့စင်းရဲနေငါတို့မျက်နှာငယ်ရတာပဲမှတ်ထားနင်တို့တာစောက်ချက်မရှိလို့ပြည်သူလူထုကဘာကြီးမှာအကျွေးတင်နေတဲ့အချိန်ကဘာမှာရီတွက်လို့အိတ်ငါးလုံးဆိုငါးလုံးပဲရီတွက်ပြီးထုတ်တဲ့ဟာကိုမာလာမိမကြီးကကိန်လာတာစောက်ချက်မရှိစောက်ခွက်ပြောင်နေလေအကျွေးကြတော့တင်နေတယ်အားကြတော့နင်တို့အကျွေးတိတ်ဆက်ဖို့လိုတဲ့လူတွေငါတို့အကျွေးကြတော့မဆက်ဘူးအိတ်ကြတော့ကောင်းစားကိန်ထားတယ်ဟာစောက်ချက်နော်တေးလိုက်နောက်တစ်ပုံထပ်ပြောလိုက်ဦးမယ်နင်တို့တက်ထဲရလူတွေငါပြောရွက်လေးနဲ့ဒါသမင်းကျင်းနဲ့စားနေအပေါ်မှာတော့ပါတီပွဲအရက်တစ်ခွက်ထဲတော့မှတင်းရှိတန်တဲ့အရက်ခွက်တွေနဲ့ပါတီပွဲလုပ်နေတယ်စောက်ရှက်ဟောင်ကောင်းနေလုံးမယ်ဆိုဟာအဲ့ဒါစနစ်ဆိုးနင်တို့တိတ်ကြိတ်နေတဲ့စနစ်ဆိုးထဲမှာနေရှင်နေပေါ့ငါတို့ကမပြောဘူးဒါပေမဲ့ငါတို့တိတ်ယူလို့ရတဲ့နေကြရင်နင်တို့စနစ်ဆိုးနေရှင်တဲ့လူတွေတော့နေရာတနေရာရဖို့မစီစဉ်တာနဲ့ငါတို့ပြောထားတဲ့ social punishment ကအလကားမဟုတ်ရင်ထဲကနာကြည့်မှုနဲ့ခုချိန်9ရဲ့ live ထဲမှာရှိရတူရောပြည်သူလူထုရောမေးလိုက်မယ်မေ့တော့ပြီလားလို့အမလေးနင်တို့တွင်းထားတာစိတ်ထဲကနေတလန့်နေမှတ်ထားနော်တလန့်နေနင်တို့ပုံနဲ့အခွင့်အရေးမတာတယ်လို့ငါတို့ငုတ်တုတ်ထိန်ကြည့်နေရတာတဲ့နင်တို့ကငါတို့ရဲ့ဘုံရန်တူပဲနင်တို့ရဲ့ပါဇက်ဖြားကစကလုံးတစ်လုံးကြောင့်ကလေးတွေကိုသူတို့ဖမ်းသွားပြီးတော့မှလေနီးမျိုးစုံနှိပ်ဆက်ပြီးတော့မှပြန်ပို့လာပြီးတော့တတ်တယ်နင်တို့ငါတို့မှတ်တယ်မှမထင်နဲ့မတိဘူးများလည်းမထင်နဲ့နေရာတိုင်းမှာတည်င်းထောက်ရှိတယ် CNN တခုလည်းတည်င်းထောက်မဟုတ်ဘူးငါစီမှာတက်နေတဲ့ဗီဒီယိုဖိုင်တွေတပုံကြီးမနေ့ကဆိုလို့ရှိရင်ဘာလဲအဲ့ဒါပဲနေရာမှာကြောက်မြောင်းမှာညာတပိတ်မှာကလေးလေးကသူ့အမေကတော့သူ့သားလေးဒီထဲမှာဝင်နေလို့ဗီဒီယိုလေးရိပ်ပြီးပို့လာတာမျက်နှာလေးနဲ့ကလေးလေးကငယ်ငယ်လေးဟိုဘယ်လောက်ရှိမလဲ12နှစ်ကလေးလေးဟာဒီငယ်ငယ်လေးတစ်ချင်းအားနဲ့မနဲ့អော်ပြီးတော့မှသူစိတ်တွေစိုးနေတာဟိုညဝတီမြမတန်ပြောတာတမျိုးအပြင်မှာသူတွေ့နေတာတမျိုးဆိုကလေးကပြောနေတဲ့ဟာကိုကျွန်မအပေါ်တင်ပြတယ်ပေါ်တင်ပြတော့အပေါ်ကလူတွေကကျွန်မတို့ဗီဒီယိုဖိုင်တစ်ခုဆိုသူတို့ထည့်လိုက်ရင်သူတို့စီကနေအင်္ဂလိပ်လို translation တစ်ခါလေးပြန်လာတယ်ရှင်းတယ်နော်ကျွန်မတို့အင်္ဂလိပ်လိုကောင်းမကောင်းပြောပြစရာဟိုမလိုဘူးသူတို့အဲ့ဗီဒီယိုဖိုင်လေးသူတို့ပို့လိုက်ရင်သူတို့ဗီဒီယိုသူတို့ဆက်ကလေးနဲ့သူတို့ပြန်သွားရင်အောက်ကနေအင်္ဂလိပ်လိုပြန်ပေးတယ်ကလေးပြောတဲ့ဟာအင်္ဂလိပ်လို automatic ထွက်လာတယ်ခုကျမပြောနေတဲ့အရာတွေအကုန်လုံးသူတို့စီမှာအင်္ဂလိပ်လို automatic ထွက်တယ်ဒါကြောင့်ဆဲဆိုတဲ့ဟာပိုင်ကျမကို block လိုက်တယ်ကျွန်တော်ပြည်သူလူထုတွေအားငယ်သေးလားအားမငယ်နေနော် CRPH ကတခုတည်းကိုလှုပ်ထားတာလား no ဒေါက်တာဆဆတဝေးတည်းကိုလှုပ်ထားတာလားကျွန်တော်ကအာတူဘီလာရင်လားမလာရင်အာတူဘီမလာရင်ငါတို့နိုင်ငံကြီးတည်သွားမယ်ဆိုတဲ့လမ်းတစ်ခုတည်းကိုရွေးထားတာမဟုတ်ဘူးအဲ့လမ်းတစ်ခုတည်းကျမတို့စီမှာရှိတာမဟုတ်ဘူး
3လ4လလောက်ကိုကျမတို့ပြင်ချိန်ထိုးထားတာနော်3လိမ့်4လိမ့်လောက်ကိုကျမတို့ခေါ်ထားတာရှင်တို့တင်တဲ့ ICC ICJ အတက်မဝင်ဘူးရှင်တို့တွတ်ထားရနော်ဘောဆိုပြီးဟိုကခေါ်စားလာတဲ့ခါကျရင်နင်တို့ short ရပြီးတိတ်လိုက်အဲ့ဒါနောက်ဆုံးအဆင့်ဒါပေမဲ့ second round အဆင့်ရှိသေးတယ်နော်ငါတို့ရဲ့ CRPH အစိုးရကဘယ်သူတမတာဘာနင်တို့2008ကြီးကိုဖြိုချလိုက်ပြီ2008ဖြိုချတဲ့အတွက်နင်တို့အလံတော်မလို့ရှင်တော့ပြည်သူလူထုကနင်တို့အလံတော်မလို့ရှင်ပြောတာပြီးသားဟုတ်ပြီလားနင်တို့အလံတော်မလို့ရှင်ဘူးနင်တို့ဟာယူမီးရှို့ပြီးနင်တို့မျိုးစုံလုပ်နေတာနင်တို့ကနင်တို့ဟုတ်လားပြီးတွက်ပြီးတော့မှပြောမနေနဲ့တက်လာပြီးတော့မှငါတို့တော့နေပြီးဗီဒီယိုပေါ်တက်လို့ရပြီဆိုပြီးစောက်ခွက်တက်မလာနဲ့တက်လာတဲ့ကောင်မကြီးတနေ့နင်တို့အလဲအကြော့ရောက်လာလိုက်မယ်နော်နင်တို့ဗီဒီယိုဖိုင်တွေဖွင့်ပြီးတော့မှလေနော်ငါတို့ရဲ့ရဲဘော်တွေကိုထဟောင်းနေတဲ့ခွေးမတွေခွေးကောင်တွေနင်တို့ကအပေါ်ကိုတက်လာတာဘာလို့ဆိုနင်တို့ရဲ့တေလန်းကိုနင်တို့ရွေးတာနီးနေပြီဆိုတော့မြန်မာပြည်က CDM လောက်တဲ့လူတွေရောကျေးဇူးရှင်တွေနော် CDM လောက်တဲ့လူတွေကျေးဇူးရှင်ရော RCSS ကတော့ရှမ်းအတွက်ကျေးဇူးရှင်နော် RCSS ကလူကြီးတွေရောနော်ဒီမြန်မာပြည်မှာရှေ့ကနေရဲဝန်းတိတ်ပေးနေတဲ့လူတွေရောအကုန်လုံးလေးစားပါပဲရှင်ကျွန်မတော်တော်လေးစားပါတယ်ကျွန်တော်တို့မလုပ်နိုင်တဲ့အရာတွေလုပ်ကြလို့ပါနော်အားကြတော့ကျွန်တော်တို့ပြည်သူလူထုတွေအနေနဲ့အပေါ်မှာရှိနေတဲ့ဟာကိုအရေးမို့ပဲပြောပြတယ်တချို့ဟာတွေကျွန်မအကုန်ပြောလို့မရဘူးမြဝတီစံမရမယ်ပိတ်လိမ်နားမှာရှိနေတဲ့ပြည်သူလူထုတွေခက်ဝေးကိုရှောင်တာနော်အဲ့ဒါ KNU ကတတိပေးထားတဲ့စာပါနော်ခက်ဝေးကိုရှောင်တာစောက်တရုတ်ကြီးကရုပ်မာလာရင်လှုပ်ရှားနီလန်ဒီတလန်းပဲရှိတော့တယ်နော်စောက်တရုတ်ကြီးကိုလေစောက်စကားတွေလည်းအများကြီးမပြောရှင်ဘူးနော်မြန်မာပြည်ဘွားတရုတ်တွေလည်းသူတို့တရုတ်လိုရေးပြီးတော့မှကဘာကြီးမြောင်တင်နေပါတယ်ရှင်နော်မြန်မာပြည်ဘွားတရုတ်တွေဒီထဲမှာလည်းရန်ကုန်မန္တလေးကလူတွေကတကယ်ကိုတရုတ်စကားမတတ်တော့တဲ့လူတွေများပါတယ်နော်ဒီတရုတ်စာပေးစကားတွေတတ်တဲ့လူတွေပေါ့နော်အဲ့မှာမန္တလေးမှာရှိတဲ့အလင်းတို့နော်တောင်ကြီးမှာရှိတဲ့အဝကျဲတို့လောက်ကြပါနော်အဝကျဲတို့လောက်ကြပါလုံနေတဲ့လူတွေဆက်လောက်ကြပါကျေးဇူးလည်းတင်ပါတယ်မြန်မာပြည်ဖွားတရုတ်တွေကိုလည်းနော်ဆက်လောက်ကြပါကျမတို့တွေဝါဆိုပြီးတော့အကြောင်းပြပြီးသူတို့တရုတ်စစ်တပ်တွေတွင်းလာတာကိုကျမတို့ကောင်းကောင်းကြီးဖော်ထုတ်ရမယ်အဲ့ဒါကိုသူတို့ရဲ့ language တွေကိုရအောင်ဗီဒီယိုလိုက်ရမယ်ဗီဒီယိုရိုက်ပြီးကျမတို့ကောင်းကောင်းကြီးဖော်ချရမယ်အဲ့ဒီရက်ကွက်နဲ့ကျမတို့လူတွေတွင်းရမယ်နော်အဲ့ဒါလေးတစ်ချက်လောက်ရှိရမယ်အဲ့ဒီအတွက်ကြောင့်မို့မြန်မာပြည်မှာရှိနေတဲ့generation G နဲ့ generation 4တွေပေါ့နော်ရှင်တို့တွေချုံတော့မှာပဲဆိုပြီးနောက်ဆုတ်သွားတဲ့လူတွေအခွင့်အကောင်းခိုင်ကလေးတွေကိုပြန်ပြီးတော့ sporting လုပ်ပြီးတော့မှပြန်ပြီးတော့မှတရက်တော့ဝဝကြွပြန်ထောင်လိုက်အောင်စူးစမ်းပေးကြပါလို့နော်ရှင်တို့တွေတိတ်ကြီးပေါ်မှာကြီးကားပေါ်မှာနေတဲ့လူတွေကကြီးစံကိုကြောက်တယ်ဆိုတော့တဲထရက်လေးနဲ့စစ်ပြေးနေရတဲ့ကလေးတွေကိုမှအားနာပါအောင်ကလေးငယ်လေးတွေအားနာပါအောင်စာလည်းမတင်ရနော်ရွာထဲမှာရှန်သူတို့ရွာထဲမှာရှန်နေလေတွေစိတ်ထားပြီးခါစားလေးပဲရှိသေးတယ်တခါစစ်ဖြစ်လို့တခါအဲ့ရှန်နေလေတွေပြစ်ပြီးပြေးရတယ်အသီးနဲ့မစားရပြေးရပြန်ပြီဘယ်မှာလဲသူတို့ရဲ့ပိန်စိန်မှုနဲ့တင်ကျမတို့ရဲ့ပိန်စိန်မှုအများကြီးကျမတို့ရဲ့ပိန်စိန်မှုနဲ့သူတို့နဲ့မိုးနဲ့မြေလောက်ကွာနေတဲ့နဲ့ဒီကလေးတွေတော့သူဒီလိုလူမျိုးတွေတောင်ကျမတို့နိုင်ငံကြီးလွတ်လပ်ရေးအတွက်ဝင်ပေးနေတဲ့ချိန်တိုင်းဒီနာဇီထက်ဆိုးတဲ့ဖက်စစ်ဂျပန်ထက်ဆိုးတဲ့လူတွေကိုတော်လန့်နေတာကိုကူညီပေးနေတဲ့လူတွေသူတို့ကြတော့ဘလို့ရက်ချာဘလို့ပြောလဲဆိုတော့ပြည်သူလူထုကအကြမ်းဖက်တယ်ပဲဖြစ်ရသေးတယ်လောက်လေးကွာနဲ့တက်နဲ့ဘဒူနိုင်လဲလို့သူတို့ကိုပြန်မေးကြည့်ပါအောင်မယ်ကျမလည်းအင်္ဂလိပ်လိုခဏနေကြရင်ပြောရင်းနဲ့ပြန်မေးပါအောင်မယ်နော်စောက်တရုတ်ကိုလည်းပြန်မေးကြည့်ပါအောင်လောက်လေးကွာနဲ့တနက်နင်းကိုလောက်လေးကွာပြီးမယ်ငါတနက်ကိမ်မနေငါ့ကိုတိတ်မလားလို့မေးကြည့်ပါအောင်မယ်နော်သူတို့လည်းလေသူတို့ရဲ့စောက်ရှိစားအုံနောက်ကတဲ့ပြောမှရတာမလို့ကျမလည်းတဲ့မေးကြည့်ပါအောင်မယ်ငါနင်တို့လောက်လေးကွာတွေဂျင်ကလေးတွေပြည်သူလူထုအနေနဲ့ပေးကိမ်မယ်ငါတို့ကတနက်ကိမ်မယ်ငါတက်ရောက်ပဲကိမ်မယ်နင်တို့10ယောက်ဂျင်ကလေးနဲ့ငါ့ကိုဝင်းပြစ်ဘယ်သူနဲ့ပြစ်နေလဲပြစ်မလားလို့သူတို့မေးကြည့်မယ်နော်စောက်ရှက်မရှိရတဲ့ရုရှားနဲ့တရုတ်ကိုအဲ့ဒီစကလုံးမေးထားတယ်ကျမလည်းအပေါ်ကိုမေးထားတယ်ဒါကြောင့်တရုတ်ကူညီတယ်တရုတ်ကူညီတာက public ကိုကူညီတာလားပြည်သူလူထုကိုကူညီတာလား army group ကိုကူညီနေတာလားရှင်းလေးမေးထားပြီးပြီအချက်လည်းမရှိဘူးနော်အချက်လည်းမရှိဘူးကျမတို့စောင့်နေတဲ့တည်းကဒီတစ်ခုတည်းမဟုတ်တဲ့အတွက်ကြောင့်မို့ပြည်သူလူထုကိုပြောထားတာကျမတို့ရဲ့ army အစင်တစ်ရှိရနော်ကျမတို့ army တွေလည်းပြပြီးသွားပြီတည့်ရခရခုမှတို့ရစစ်ရဘညာလေးချင်းရမယ်လူမဟုတ်ဘူးကျွမ်းကျင်ပြီးအစ်စ်နေလာလိုက်မယ်ကျွမ်းကျင်ပြီးအစ်စ်နေကြီးပဲလက်နက်ကလည်းတရုတ်ရုရှားအစုပ်တွေမသုံးဘူးကျမတို့ကရှင်းတယ်နော်လက်နက်ကလည်းတရုတ်ရုရှားအစုပ်ကိုမသုံးဘူးတရုတ်ရုရှားအစုပ်ကိုမသုံးဘူးတရုတ်ဆက်တရက်စုပ်မသုံးဘူးတရုတ်ဆက်တရက်စုပ်ကိုလုံးဝမသုံးတာနော်ပြောလိုက်ဦးမယ်iPhone တော့မသုံးဘူးဒီမှာ Samsung ပဲသုံးတယ်
ကဲအားဆိုတာပဲနော်အားလုံးပဲမင်္ဂလာပါမြန်မာပြည်ကလူတွေနော်အရေးတော်ပုံအောင်ရမယ်တို့ညီကိုတွေညီရလားဟဲ့ညီတယ်ဟဲ့ညီတယ်ဟဲ့နော်ညီတယ်ဟဲ့ညီတယ်ဟဲ့နော်ရေးတော်ပုံအောင်ပါ